နေခင်းလက်နဲ့ခင်းကာလမှာကောင်းကျိုးချမ်းသာတွေရဖို့နေ့လည်ခင်းကာလမှာကောင်းကျိုးချမ်းသာတွေရဖို့ညနေခင်းကာလမှာကောင်းကျိုးချမ်းသာတွေရဖို့ဆိုတဲ့တဏိတာကာလဖြတ်တန်းချိန်အကောင်းနဲ့ပဲဖြတ်တန်းဖို့ရတဲ့လမ်းညွှန်မှုပြုထားတဲ့သဘောပဲဒါကြောင့်မို့လူဆိုတာ24နာရီဟာနေ့စဉ်နဲ့အမျှဖြတ်တန်းပြီးတော့နေကြခုဘုန်းကြီးတို့တွေညအခါရောက်တဲ့အခါနားနေအိပ်ဆက်ပြီးနားနေမိုးတော့လင်းရောက်တဲ့အချိန်ကနေစပြီးတော့နားနေပိုင်းနေ့လယ်ပိုင်းညနေပိုင်းဆိုတဲ့အပိုင်း၃ပိုင်းကိုဖြတ်တန်းရအဲ့လိုဖြတ်တန်းတဲ့အခါမှာဘယ်လိုပုံစံနဲ့ဖြတ်တန်းရမယ်ဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်ဆိုတာဒီတုတ်တန်ထဲမှာလမ်းညွှန်ထားတာရှိအဲ့ဒီလမ်းညွှန်ချက်အတိုင်းလိုက်နာကျင့်သုံးနိုင်မယ်ဆိုလို့ရှိရင်မြတ်ဘဝမှာလည်းကောင်းကျိုးချမ်းသာတွေရနိုင်တယ်တမလွန်ဘဝမှာလည်းကောင်းကျိုးချမ်းသာတွေရနိုင်နောက်ဆုံးမှနိဗ္ဗာန်တိုင်အောင်ရောက်ရှိနိုင်တယ်အဲ့ဒါလို့မိစနစ်ကောင်းတွေကိုညွှန်ပြထားတာလူတွေဟာသိဖို့အမှန်တန်မှအရေးကြီးတယ်လို့ပြောနော်ဘဝဆိုတာသိသည်ဖြစ်စေမသိသည်ဖြစ်စေဘဝတစ်ခုကိုဖြတ်တန်းပြီးတော့အချိန်ကုန်ကြရမှာတော့တူတူပဲသို့တော့ဖြတ်တန်းပြီးအချိန်ကုန်တာချင်းတူပေမဲ့လို့အကျိုးရှိတဲ့လူအကျိုးမရှိတဲ့လူဆိုတာနှစ်မျိုးဖြစ်တယ်ကောင်းကျိုးချမ်းသာတွေကိုရအောင်ယူနိုင်တဲ့ပုဂ္ဂိုလ်ဟာတကယ်လူလိမ္မာပညာရှိလို့ခေါ်တယ်ကိုယ့်ဘဝခရီးမှာကောင်းကျိုးချမ်းသာတွေကိုရအောင်မယူနိုင်ဘူးဆိုလို့ရှိရင်ဘဝတစ်ခုဆုံးရှုံးနေတာဟုတ်ဒါကြောင့်မို့ဒီလိုတရားဓမ္မနဲ့ပတ်သက်ပြီးတော့ကောင်းကျိုးချမ်းသာတွေရယူနိုင်အောင်ယူတတ်အောင်လို့ဆိုပြီးတော့တရားဓမ္မနာယူကြရတယ်စာပေတွေသင်ယူကြရတယ်ဘယ်အရာကအရေးကြီးတယ်ဘယ်အရာကအရေးမကြီးဘူးဘယ်ဟာကတန်ဖိုးရှိတယ်ဘယ်ဟာကတန်ဖိုးမရှိဘူးလို့လောကလူတွေဟာပစ္စည်းဥစ္စာနဲ့ပတ်သက်ပြီးတော့ခွဲခြားဝေဖန်တတ်ကြပေမဲ့လို့ကိုယ်ရင်ထဲနှလုံးထဲမှာဖြစ်စေရမယ်တရားနဲ့ပတ်သက်ပြီးတော့ခွဲခြားမှုခွဲခြားသိတဲ့ပုဂ္ဂိုလ်အလွန်နည်းတယ်ပေါ့ဒါကြောင့်မို့လို့မှန်မှန်ကန်ကန်သိရှိနားလည်ဖို့မြတ်စွာဘုရားဟောကြားတဲ့တရားတွေကိုကြားနာကြရတယ်မှတ်သားကြရတယ်ဘောဓုဒဆိုတာသိမှုကြကဲပုဗ္ဗန္နတုတ်မှာအလုံးဘုရားဘာသာဝင်တွေသိတဲ့အတိုင်းပုဗ္ဗန္နဆိုတာနာနဲ့ခင်းလို့အဓိပ္ပာယ်ရနာနဲ့ခင်းမှာကောင်းသောနာနဲ့ခင်းဖြစ်ဖို့အတွက်အရေးကြီးတယ်ပေါ့လူတိုင်းမှာကောင်းသောနာနဲ့ခင်းဖြစ်သလားလို့ဆိုမဖြစ်ဘူးအိယာကနိုးထလာတဲ့အချိန်ကစပြီးတော့နှုတ်ခမ်းကြီးစူးလို့မျက်နှာကြီးအောက်သိုးသိုးနဲ့နေတဲ့ပုဂ္ဂိုလ်ဘယ်လိုလုပ်ကောင်းသောနာနဲ့ခင်းဖြစ်မဖြစ်ဘူးတောကတွေရင်ထဲမှာပူလောင်မှုတွေနဲ့စိုးရိမ်မှုတွေနဲ့နာနဲ့ခင်းတစ်ခုကိုဖြတ်တန်းမဲ့ဆိုရင်ဘယ်လိုလုပ်ကောင်းသောနာနဲ့ခင်းဖြစ်အဲ့တော့ကောင်းသောနာနဲ့ခင်းဖြစ်ဖို့အတွက်စိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ကိုယ်ရင်ထဲနှလုံးထဲမှာအပြစ်ကင်းတဲ့သဘာဝတရားတွေဖြစ်အောင်လုပ်နိုင်မှကောင်းသောနာနဲ့ခင်းဆိုဖြစ်တယ်ဟောလူတွေဆိုတာမနဲ့မိုးလင်းလာလို့ရှိရင်နံပါတ်1မလုပ်မယ်ဆိုတာတွေးကြတယ်အာယုန်တစ်ခုပေါ်မှာတွေးကြတယ်စိတ်အလုံးလုံးတွေးပြီးရင်မလုပ်လဲပြောကြပြောပြီးရင်မလုပ်လဲကိုယ်ထိလက်ရောက်လုပ်ကြညာဟောပထမစိတ်ကူးတယ်ဒုတိယနှုတ်ကထုတ်ပြောတယ်တတိယကလှုပ်တယ်ပြောလို့တာကကာယကံဝစီကံမနောကံဆိုတဲ့ထဲမှာမနောကံဆိုတာစတင်ပြီးတော့ဖြစ်လာမနောကံဖြစ်ပြီးရင်ဝစီကံဖြစ်တယ်ဝစီကံဖြစ်ပြီးမနောကာယကံဖြစ်တယ်လို့ကာယကံဝစီကံမနောကံလို့ဆိုတဲ့ဒီကံသုံးပါးနဲ့လှုပ်ရှားဆောင်ရွက်မှုတွေအတွက်ကိုယ့်အတွက်ကောင်းကျိုးချမ်းသာကိုရစေနိုင်တဲ့အလုပ်တွေဖြစ်ပါမှကောင်းသောနာနဲ့ခင်းဖြစ်မယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့နာနဲ့ခင်းဖြတ်သားတဲ့အခါမှာမကောင်းတဲ့စိတ်တွေမကောင်းတဲ့အတွေးတွေမကောင်းတဲ့အပြောတွေမကောင်းတဲ့အလုပ်တွေနဲ့ဖြတ်တန်းသွားပြီဆိုရင်ဒီနာနဲ့ခင်းဟာအယုတ်ဆိုးအကြီးတန်းပြီးကိုယ့်အတွက်အကျိုးမဲ့ဖြစ်စေနိုင်တဲ့နာနဲ့ခင်းကြီးဖြစ်သွားတာပေါ့အဲ့ဒါလိုပဲနေ့လည်ခင်းတို့ညနေခင်းတို့ဆိုတာလေကောင်းသောနေ့လည်ခင်းကောင်းသောညနေခင်းဖြစ်ဖို့လိုအပ်တယ်ပေါ့နိုင်ငံသားတွေနောက်တိုင်းကလူတွေကနော်ဗမာတွေကတော့ဘယ်လိုသတ်မှတ်ပြီးတော့ပြောတာမရှိဘူးနောက်တိုင်းကလူတွေကတူနဲ့တူမိတ်ဆွေတွေမနေ့ပိုင်းမှာတွေ့လို့ရှိရင်နှုတ်ဆက်ကြတယ် good morning လို့နှုတ်ဆက်တယ်
ကောင်းသောနတ်နဲ့ခင်ပါတကယ်ကောင်းသောနတ်နဲ့ခင်ဖြစ်ဖို့ရအတွက်ဤစနစ်ကိုတော့မြတ်စွာဘုရားဟောထားဘယ်လိုမှကောင်းသောနတ်နဲ့ခင်ဖြစ်တယ်အဲ့ဒီမှာတကယ်ကိုကောင်းတဲ့နတ်နဲ့ခင်ဖြစ်ဖို့အတွက်အခုဒီပုဗ္ဗန္နတုတ်ထဲမှာလာတဲ့ကျင့်စဉ်တွေကိုကျင့်ဖို့စတင်ကြတဲ့ကနတ်နဲ့မိုးတော့အလင်းရောက်လို့အဲ့ရကလိုးထလာတဲ့အချိန်လူတွေဟာအိပ်ဆက်နားနေတဲ့အချိန်မှာဘာတွေဖြစ်တတ်တုံးလို့ဆိုတော့အိမ်မက်မက်တတ်အဲ့ဒါလို့အိမ်မက်မက်တဲ့အခါမှာကောင်းတဲ့အိမ်မက်ရှိတယ်လို့မကောင်းတဲ့အိမ်မက်တွေလည်းရှိတတ်တယ်အဲ့ဒါလို့အိမ်မက်နဲ့ပတ်သက်ပြီးတော့အကောင်းအဆိုးဆိုတာဘာကိုပြောတာတော့လို့ဆိုတော့အိမ်မက်ထဲမှာကြောက်เสียလန့်เสียကိုမဖြစ်ချင်တဲ့အရာတွေဖြစ်ရတယ်လို့အိမ်မက်ထဲမှာမဲ့လို့ရှိရင်ဒါမကောင်းတဲ့အိမ်မက်ဒီလိုသတ်မှတ်ကြတယ်ကောင်းတဲ့အိမ်မက်ဆိုတာကောင်းတဲ့အာယုန်တွေကိုမြင်ပြီးတော့မဲ့တဲ့အိမ်မက်မျိုးကောင်းတဲ့အိမ်မက်တချို့အိမ်မက်ဆိုတဲ့နေရာမှာတချို့အိမ်မက်တွေကအကျိုးသက်ရောက်မှုဖြစ်ပေါ်စေတယ်တချို့အိမ်မက်တွေကအကျိုးသက်ရောက်မှုကိုမဖြစ်စေဘူးအိမ်မက်တိုင်းဟာကောင်းကျိုးဆိုးကျိုးဖန်တီးတာမဟုတ်ဘူးကောင်းကျိုးဆိုးကျိုးဖန်တီးနိုင်တဲ့အိမ်မက်ဆိုတာရှိတယ်ပေါ့ပုဗ္ဗနမိတ်အနေနဲ့မက်ထာမျိုးတွေအဲ့ဒီလိုပုဗ္ဗနမိတ်အနေနဲ့မက်ထာမျိုးကြရင်ကောင်းကျိုးဆိုးကျိုးတွေလာတတ်တယ်အဲ့လိုလာတဲ့အခါမှာလူတွေဟာဘာလုပ်ကြတော့ဒီဆရာစီသွားပြီးရေရရာခြေတာတို့ဘာလို့လုပ်တယ်အဲ့ဒီလိုလုပ်မဲ့အစားရသော်ဘုရားကဒီပုဗ္ဗန္နတုတ်မှာနီလန်းပေးထားတာလေးကိုမှတ်သားထားဖို့တို့ရတယ်ကိုယ်ရင်တဲ့နှလုံးထဲကကောင်းပြီဆိုလို့ရှိရင်ရှင်တဲ့နှလုံးထဲကတန့်စင်ပြီးတော့ကောင်းတဲ့အတွေးတွေရှိလာပြီကောင်းတဲ့စိတ်ဓာတ်တွေကိန်းဝတ်လာပြီဆိုလို့ရှိရင်အဲ့ဒီကောင်းတဲ့အတွေးတွေကောင်းတဲ့ကုသိုလ်စိတ်ဓာတ်တွေကမကောင်းမှုတွေကိုဖယ်ရှားနိုင်ပါတယ်ဖယ်ရှားနိုင်တဲ့စွမ်းအားရှိတယ်ဆိုတာယုံကြည်ရမယ်အဲ့ဒါကြောင့်မို့လို့လူတွေမှာကြုံတွေ့တတ်တာတွေရှိတယ်တခါတလေကျတော့အတိတ်နမိတ်မကောင်းဘူးလို့ဒီလိုပြောလေးရှိကြတယ်ပေါ့နော်တခါတလေကျတော့မင်္ဂလာမရှိဘူးလို့မင်္ဂလာမရှိတာတွေ့ရတယ်လို့ယောဂလည်းမင်္ဂလာလို့သတ်မှတ်တာတွေကဘုရားကသတ်မှတ်တာပေးတာမဟုတ်ဘူးမြတ်စွာဘုရားသတ်မှတ်တဲ့38ဖြာမင်္ဂလာဆိုတာကောင်းတဲ့အလုပ်တွေနဲ့ပတ်သက်တာရေးကြည့်တယ်လောကလူတွေကမင်္ဂလာဆိုတာပြည့်ညတ်သွားရဓာတ်သက်တာဆိုပြီးတော့ဥပမာခုခေတ်ဆိုလို့ရှိရင်ပိုးများလာဂျာပန်ကိုခရလူရင်ကြံ့ကြတယ်တို့နော်ဒီပန်းသီးကိုလူရင်ပန်းတယ်တို့ဒီလိုဟာမျိုးတွေကလူတွေမှာတွေးတောလာတာမျိုးတွေရှိညံ့ညံ့အောင်မြင်တဲ့အခါကျတော့နေချင်းညာချင်းချင်းကိုဘုရားဆုတယ်နော်ကြံမင်ဆိုင်တယ်တဲ့အကြံအောင်မြင်လို့ဒါတွေကလောကီမင်္ဂလာလို့ခေါ်တယ်ကောင်းကျိုးချမ်းသာကိုပေးနိုင်တဲ့အနေအထားမရှိဘူးလူတွေကစိတ်ဖြေတာပဲရှိတယ်တကယ်ကောင်းကျိုးချမ်းသာပေးနိုင်တာကိုယ်ရင်နဲ့နှလုံးထဲမှာရှိတယ်သဘာဝတရားကောင်းကျိုးချမ်းသာပေးနိုင်အဲ့ဒါကြောင့်တကယ်ပေးနိုင်တာမဟုတ်ပေမဲ့လူတွေကယုံကြည်ကြတာပဲလောကလူသားတွေကမြန်မာလူမျိုးတွေကြီးယုံကြည်တာမဟုတ်ဘူးတခြားလူမျိုးတွေလည်းပဲဒီလိုလောကမှာရှိတဲ့မင်္ဂလာတွေကိုယုံဘုရားဘာသာလုပ်ပြီးတော့အဲ့ဒီလိုမင်္ဂလာတွေကိုယုံကြည်တယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကဘုရားဘာသာအညံ့စားလို့သတ်မှတ်တယ်ဥပဒကဆိုရင်အညံ့စားဥပဒကဥပတိကမဆိုရင်လည်းအညံ့စားဥပတိကမမင်္ဂလံပစ္စေတိလောကံမင်္ဂလာကိုယုံကြည်တယ်မင်္ဂလာဆိုတာလောကီမင်္ဂလာကိုပြောတာကြားတာမင်္ဂလာနော်ကောင်းတာကြားရင်မင်္ဂလာရှိတယ်ကောင်းတာမြင်မင်္ဂလာရှိတယ်ကောင်းတဲ့အနံ့ရရင်မင်္ဂလာရှိတယ်လို့ဒီလိုအမြင်ကြားတွေနဲ့ပတ်သက်တဲ့မင်္ဂလာတွေကိုဆွဲလန်းလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာကံတရားကိုမယုံကြည်ရရောက်တော့ပေါ့အဲ့ဒါကြောင့်မို့ဘုရားဘာသာအစစ်ကကိုလုံးတဲ့ကံကိုယ်တဏ္ဍာမှာဖြစ်တဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ကံတရားနှုတ်ကထုတ်ပြောတဲ့ကံတရားကိုယ်ဒီလျောက်လုပ်တဲ့ကံတရားအဲ့ဒီကံတရားကိုသာလက်ခံယုံကြည်ဖို့လိုအပ်တယ်အပေါ်ယံအပြောဆိုလေးတွေနဲ့မင်္ဂလာရှိတယ်မင်္ဂလာမရှိဘူးဆိုတာမျိုးတွေကမယုံကြည်ရဘူးလို့ဒါကြောင့်မို့အဲ့ဒီမင်္ဂလာမရှိဘူးလို့ထင်တဲ့ကိစ္စတွေလောကမှာဖြစ်ပေါ်လာလို့ရှိရင်အဲ့ဒါတွေပပျောက်သွားအောင်မှန်ကန်တဲ့ဤစနစ်နဲ့အခုဒီပုဗ္ဗလတုံးမှာညွှန်ကြားပြီးတော့ပြတာရှိဟောနောက်တစ်ခါတရံမြန်မာလူမျိုးတွေက
ငှက်ဆိုးလို့သတ်မှတ်တာနားထဲမှာစူးစူးညံညံစူးစူးဝါးဝါអော်တဲ့ငှက်တွေကိုငှက်ဆိုးနော်အဲ့ဒါလို့ငှက်ဆိုးတဲ့နေကြရလည်းပဲအတိတ်တမေမကောင်းဘူးလို့လူတွေကယူဆတာဒါတူနဲ့တူယူဆမှုမတူချဘူးပေါ့တချို့ကငှက်ဆိုတာသူကသူអော်ခြင်းអော်တာပဲလေမြန်မာလူမျိုးတွေကသာချိအိမ်မော်လင်းနာနားတယ်ဆိုရင်ဗမာလူမျိုးတွေတော်တော်ကြောက်ကြအိန္ဒိယနိုင်ငံသွားကြည့်တိုက်ပေါ်မှာလက်ဓာကြီးတွေနားနေဘာမှပြီးမဆိုင်ဘူးနော်ကလေးကြီးသွားကြည့်ရင်တိုက်တွေပေါ်မှာလင်းနာကြီးတွေနားနေပြီးတော့ဗမာလူမျိုးတွေကယူဆသေးတယ်ဖွတ်တဲ့ရင်မွဲတယ်တဲ့ဘုန်းကြီးတို့တီဟိုနေတော့ကဘုန်းကြီးတို့နေတဲ့အဲ့ဒီအိမ်မှာဘုန်းကြီးเจ้าဖြစ်ဝါတဲ့ကမ္ဘာထမ်းပြဖို့သွားနေတဲ့အချိန်ဖွတ်ကြီးတကောင်ကညဆိုရင်အဲ့ဒီအမိုးပေါ်တက်အိတ်အမြဲတမ်းပဲမနေ့ကျရင်အဲ့ပေါ်ကဆင်းလာတယ်လူလည်းမကြောက်ဘူးလူကမှလည်းသူ့အနေရမပေးဘူးဖွတ်တယ်လို့မွဲလို့ရှိရင်အဲ့ဒီအိမ်မွဲမှာပေါ့မမွဲဘူးချမ်းသာလိုက်တာမှနော်နော်သူတို့စီမှာဖွတ်တယ်လို့မွဲတယ်ဆိုတဲ့အယူဆလည်းမရှိဘူးတရနာလို့ဒုက္ခရောက်တယ်ဆိုတဲ့အယူဆလည်းမရှိဘူးအဲ့ဒါကြောင့်မို့လို့ဒါတွေကအယူဆတွေနဲ့ပတ်သက်ပြီးတော့မှန်ကန်ခြင်းမရှိဘူးဆွဲလန်းလို့ရှိရင်စိတ်ဆွဲရင်ဥပါဒံဖြစ်တာပဲရှိအဲ့ဒါလို့ဥပါဒံဖြစ်လာလို့ရှိရင်ပျောက်ကင်းဖို့ဆိုတဲ့ဟာတစ်ခုကမှန်ကန်တဲ့နည်းလမ်းတစ်ခုကိုဒီမှာပြထားတာရှိအားလုံးဒီဂါထာကိုကြားလဲကြားဖို့ကြတယ်နားလဲနားဖို့ကြတယ်သံဃာတွေရွတ်ထားလဲကြားဖို့ကြလိမ့်မယ်နော်အဲ့ဒီအဓိပ္ပာယ်ကိုပတ်သားကြဖို့ပေါ့နည်းနည်းမိုးတော့အလင်းရောက်လာလို့ကိုယ်စိတ်ထဲမှာအိမ်မကောင်းတာမက်ပြီးဆိုလို့ရှိရင်မလုပ်လဲဘုရားကိုရှိခိုးလို့ဘုရားကိုအာယုပြုပြီးတဲ့အခါယန္တုန်ိမိတ်တံအဝမင်္ဂလင်းစယောစာမနာဘောတကုဏတတတ္ထောပါပက္ခဟောဒုတုပိနံအကန္တံဗုဒ္ဓ ानु ဘာဝေနဝိတံတမိန်တုတရားကိုအာယုပြုပြီးတဲ့အခါဓမ္မာ ानु ဘာဝေနဝိတံတမိန်တုတန်ခါကုံကိုအာယုပြုပြီးတန်ခါ ानु ဘာဝေနဝိတံတမိန်တုဆိုတဲ့ဟောဒီဂါထာလေးကိုရွတ်ပတ်ပြီးတော့စိတ်ထဲမှာနှလုံးသွင်းလိုက်လို့ကုသိုလ်တွေဖြစ်ပေါ်လာလို့ရှိရင်ခုနကပြောတဲ့အရာတွေအကုန်လုံးဟာခြေပြောက်တယ်လို့ဒီလိုပြောတာနော်ဘယ်လိုလုပ်ပြီးတော့ခြေဖြောက်တာတော့ဆိုရင်တဲ့နှလုံးထဲမှာမကြည်မလင်ဖြစ်တဲ့အရာတွေဟာဘုရားတရားသံဃာကိုအာယုပြုလိုက်တာနဲ့ကုသိုလ်တွေရသွားပြီးရင်တဲ့နှလုံးထဲမှာကြည်လင်ရှင်ပြသွားတယ်အဲ့ဒီသဘောနဲ့နော်ကြောက်တာကိုဆိုလို့ဒါကြောင့်မို့လို့ဒုံနိမိတ်တာဆိုတာမကောင်းတဲ့နမိတ်တွေအဝမင်္ဂလာမရှိတဲ့အရာတွေယောစာမနာဘောတကုဏတတာတော်နားထောင်ရတာနော်မနှစ်သက်စရာကောင်းတဲ့ငှက်ရဲ့အတန်လေးငှက်ဆိုးရဲ့အတန်လေးပါပက္ခဟောမကောင်းတဲ့ဂျိုစီဇာတာစတာခန့်ကြမာတွေထုတ်တုပိနံအကန္တနှစ်သက်စရာမကောင်းတဲ့အိမ်မက်ဆိုးတွေအဲ့ဒီမကောင်းမှုလို့လူတွေရဲ့စိတ်ထဲမှာမတန့်လို့မကောင်းဘူးဆိုတဲ့အရာတွေအလုံးဟာမြတ်စွာဘုရားကိုအာယုံပြုပြီးတော့ရလိုက်တဲ့ကုသိုလ်ရဲ့စွမ်းအားနဲ့အလုံးကြည်ပြောက်သွားပါစေလို့ဒီလိုဆိုတာနော်အဲ့တော့ဘုရားကိုအာယုံပြုလိုက်လို့ရှိရင်ဘုရားကိုအာယုံပြုလိုက်လို့ရလိုက်တဲ့ကုသိုလ်မှာဗုဒ္ဓတပူဇံမဟာတေသဝန္တောဆိုတဲ့အတိုင်းစွမ်းအားတတ္တိပြည့်ဘုရားကိုအာယုံပြုကြည့်အာယုံပြုလိုက်လို့စိတ်ထဲမှာကြည်နူးပြီးတော့ဘုရားကိုယ်နေတဲ့မှာစိတ်ထဲမှာကြည်နူးလာပြီဆိုလို့ရှိရင်အဲ့ဒီကုသိုလ်ဟာအခုပြောခဲ့တဲ့မကောင်းတဲ့အရာတွေကိုယ်အလိုမရှိတဲ့အရာတွေကိုယ်တဏ္ဍာမှာမဖြစ်အောင်ကာဝယ်ဆောက်ရှောက်ပြီးသားဖြစ်ပါတယ်မှန်ကန်တဲ့နိလန်းနဲ့ပြောတာနော်ဒီတိုင်းလုပ်လို့ရှိရင်ဆိုလိုတာကရေရရာခြေပြီးသားဖြစ်တယ်လို့ဒီလိုပြောတာနော်အဲ့တော့ရေရရာခြေတယ်နဲ့သူတွေကရတော့အပြင်ဘုရားဘာသာတွေဗေဒင်ဆရာရေရရာခြေခိုင်းတယ်ဘုရားနဲ့ပတ်သက်တာတွေပြောရေရရာခြေတယ်ဆိုတဲ့လုပ်ငန်းကဗမာလူမျိုးတွေသာလုပ်တာမဟုတ်ဘူးတခြားနိုင်ငံတွေမှာလည်းပဲရှိတယ်ကိုယုံကြည်အောင်လုပ်ကြဥပမာမဲ့ဆိုပါစို့ထမင်းစားနေတော့စပွဲမှာထိုင်းနေရင်ကနေပြီးတော့စားဘူးလေးကိုဒီဘက်ပေးလိုက်စမ်းပါလို့စားဘူးလေးကမ်းလိုက်စမ်းပါလို့မမီလို့လှမ်းတောင်းတယ်တစ်ဖက်ကအဲ့ဒါလှမ်းတောင်းတာကိုပေးလိုက်တဲ့အချိန်မှာစားလေးဖိတ်သွားလို့ရှိရင်ဒါကံမကောင်းမှုလို့ယူဆနော်ကံမကောင်းမှုလို့ယူဆအဲ့ဒါကိုဘယ်လိုရေရရာခြေရတော့ဆို
စားလေးကိုအနည်းငယ်ယူပြီးတော့ပခုံးကိုကြော်ပြီးတော့ဟိုဘက်ကိုလှမ်းပြီးတော့ပက်လိုက်ရတယ်တဲ့အဲ့လိုပက်လိုက်လို့ရှိရင်ရေရာချေတယ်သဘာဝကြံပြကိုယ့်ကိုစဉ်းစားကြည့်တယ်စားဖိတ်တဲ့အပြင်နောက်ထပ်ပြန်ပြီးတော့ပက်တော့စားကုန်တာပဲရှင်ပေါ့အခုကအဲ့လိုမျိုးမဟုတ်ဘူးနော်ဘုရားကိုအာယုပြုလိုက်တယ်ဘုရားရှိခိုးလိုက်တယ်ဘုရားရှိခိုးလိုက်ရင်စိတ်ထဲမှာကြည်နူးတယ်ဝမ်းသာတယ်ကုသိုလ်တွေရအဲ့ဒီရတဲ့ကုသိုလ်ရဲ့စွမ်းအားနဲ့ခုနစိတ်ထဲမှာမကြည်မလင်ဖြစ်နေတာအိမ်မက်ဆိုးတွေတို့ကံမကောင်းမှုတို့ယုံမကောင်းမှုတို့ဆိုတာတွေဟာပျောက်မသွားဘူးလားပျောက်သွားနိုင်တယ်ဒါကြောင့်ဗေဒိဆရာတော်မေးစရာမလိုဘူးနည်းနည်းမိုးတော့အလင်းရောက်တဲ့အချိန်လေးမှာဘုရားကိုအာယုပြုပြီးတော့ဒီကာထာလေးနဲ့နှလုံးသွင်းပြီးရွတ်ဆိုလိုက်မယ်ဆိုလို့ရှိရင်ကောင်းကျိုးချမ်းသာတွေရနိုင်ပါတယ်လို့ဟောဒီသုံးကာထာနဲ့ဒီလိုအဓိပ္ပာယ်ရှိတယ်နော်ဒုံနိမိတ်တာဆိုမကောင်းတဲ့နမိတ်တွေအဝမင်္ဂလာဆိုမင်္ဂလာမရှိတဲ့အရာတွေယောစာမနာဘောတကုဏတတတောဆိုညနိုးစရာနှစ်သက်စရာမကောင်းတဲ့ငှက်ဆိုးရဲ့အတန်တွေပပက်ခဟောဂျူဆိုးတွေဒုတုပိနံအဂတံစိတ်ထဲမှာမကြည်မလင်ဖြစ်စေတတ်တဲ့မကောင်းတဲ့အိမ်မက်ဆိုးတွေဟာမြတ်စွာဘုရားကိုအာယုံပြုပြီးတော့ဖြစ်ပေါ်လာတဲ့ကုသိုလ်ရဲ့စွမ်းအားနဲ့ပျောက်ကွယ်သွားပါတယ်လို့ဒီလိုပြောတာနော်အဲ့ဒီနောက်ကြည့်ဒါကနီးတစ်ခုပြောတာဒီတနည်းနဲ့လည်းပဲကောင်းတဲ့နာနဲ့ခင်းတစ်ခုဖြစ်ပေါ်လာစေနိုင်တယ်ပေါ့ဘုရားကိုအာယုံပြုခြင်းဖြင့်ကုသိုလ်တွေရလာပြီးအတွက်ကြောင့်ကိုယ့်အတွက်မှာဒါကောင်းသောနာနဲ့ခင်းမယ်တရားထားလိုက်တာနဲ့ကောင်းသောနာနဲ့ခင်းဒီလိုဖြစ်သွားတယ်လို့ဒီလိုဆိုလို့တဏိတာလုံးမှာအလုပ်တွေလုပ်ရမယ်အိမ်ပြင်ထွက်ရမယ်လုပ်ငန်းကိုင်တာတွေတွားရမယ်လုပ်ရမယ်သွားတဲ့အခါကျတော့အန္တရာယ်ဆိုတာချုပ်တတ်တယ် accident နဲ့ပြောကြတယ်မမျှော်လင့်ပဲနဲ့ဖြစ်တာကို accident လို့ခေါ်တယ်အဲ့တော့အန္တရာယ်ဆိုတာတွေကိုချုပ်တတ်တော့ဒီအန္တရာယ်တွေမကြုံကြရအောင်ဘာလုပ်ဖို့လိုအပ်တယ်လဲဆိုတာမှန်ကန်တဲ့နည်းတစ်ခုနဲ့အန္တရာယ်တွေကိုမကြုံမှုအရာအတွက်ဟောဒီဒုတိယတတိယမြောက်စတုထမြောက်ခါထာလေးကဘာပြောတော့ဆိုသဗ္ဗေဗုဒ္ဓဗလပတ္တပစ္စေကံနိသယံပလံအရဟန္တာနိသဒေစေနရက္ခံပန္တာမိသဗ္ဗတောရက္ခဆိုတာအဆောင်အရှောက်အကာအကွယ်တစ်ခုလုပ်လိုက်တယ်ဒါကြောင့်လို့ပြောကြတယ်ခီးသွားလို့ရှိရင်တန်ဖို့တွေရွတ်သွားတယ်တန်ဖို့တွေဆိုတာဘုရားရှိခိုးတာပဲဘုရားကိုအာယုံပြုပြီးတော့ရှိခိုးတာဒါလည်းဘုရားကိုအာရုံပြုလိုက်တဲ့ချင်းကိုယ်စိတ်ထဲမှာကုသိုလ်တွေဖြစ်သွားအဲ့ဒီကုသိုလ်ကကာဝယ်ဆောင်ရှောက်တယ်လို့ဆိုလိုတာကုသိုလ်ရအောင်လုပ်ဖို့တော့လိုအပ်တယ်ပေါ့ဘုရားကိုအာရုံပြုဖို့လိုအပ်တယ်အခုကြည့်ဒီကာထာလေးရဲ့အဓိပ္ပာယ်ကဘလောက်ကောင်းလို့ဆိုတော့ရက္ခံဗန္နာမိသဗ္ဗတောအရက်ခတ်သိမ်းကနေပြီးတော့ကိုယ့်အတွက်အကာအကွယ်ဖြစ်အောင်ဆောင်ရှောက်ဖို့လုပ်ပါတယ်တဲ့ဘာနဲ့အဆောင်ရှောက်ဖို့လုပ်တာလို့ဆိုသဗ္ဗေဗုဒ္ဓဗလပတ္တဖရာတွေဆိုတာစွမ်းအားအမတမကြီးတယ်ကာယဗလညာနာဗလဆိုတာလို့စွမ်းအားကြီးတယ်ဖရာမှန်သမျှစွမ်းအားတွေအမတန်ကြီးတယ်အဲ့ဒီဖရာတွေရဲ့စွမ်းအားကိုအသုံးပြုပြီးတော့ဟုတ်လားအန္တရာယ်ခင်းမှုကိုစောင့်ရှောက်မှုကာကွယ်မှုကိုစီမံပါတယ်လို့ဒီလိုပြောတယ်ဆိုလိုတာကမြတ်စွာဘုရားရဲ့ဂုဏ်ကိုချီးကျူးလိုက်တာပဲသဗ္ဗေဗုဒ္ဓဗလပတ္တဆိုဘုရားရှင်တွေအားလုံးဟာကာယဗလညာနာဗလဆိုတဲ့စွမ်းအားတွေကိုရရှိထားတာဖြစ်ပါတယ်အဲ့ဒီဘုရားရဲ့စွမ်းအားတွေနဲ့ကျွန်ုပ်အကာအကွယ်လုပ်ပါတယ်ဒါလည်းအမြဲတမ်းမှန်ကန်တဲ့ဒီစနစ်နဲ့လုပ်တာဖြစ်တယ်ပေါ့နော်ပစ္စေကံနိသယံပလံဘုရားတွေမှာကဘူးပစ္စေကဗုဒ္ဓအရှင်မြတ်တွေလည်းစွမ်းအားတွေရှိတယ်အဲ့ဒီစွမ်းအားတွေနဲ့ကာကွယ်လုပ်ပါအရဟန္တာနိသဒေစေနယဟန္တာပုဂ္ဂိုလ်ရဲ့အရှိန်အဝါတွေလည်းရှိတယ်အဲ့ဒီအရှိန်အဝါတွေကိုသုံးချပြီးတော့ဟုတ်လားကိုယ့်အတွက်အကာအကွယ်ဖြစ်စေပါတယ်လို့ဒီလိုပြောတာအဲ့တော့ဘုရားကိုချီးမွမ်းပြီးတော့ဘုရားရဲ့စွမ်းအားတွေရင်ထဲရောက်အောင်လုပ်တယ်တရားရဲ့စွမ်းအားဒီပစ္စေကဗုဒ္ဓရဲ့စွမ်းအားတွေရင်ထဲရောက်အောင်လုပ်တယ်ယန္တာပုဂ္ဂိုလ်မြတ်တွေရဲ့စွမ်းအားဒါအာယုပြုဖို့တော့လိုအပ်တယ်ပေါ့နော်လောကမှာပွင့်သွားတဲ့ဘုရားတွေအများကြီးရှိတယ်အဲ့ဒီပွင့်သွားတဲ့ဘုရားတွေကိုစိတ်ထဲကအာယုပြုလိုက်ပြုပြီးတော့အဲ့ဒီဘုရားတွေအားလုံးဟာစွမ်းအားကြီးမားတော်မူကြတယ်
တခါပိစိကဗုဒ္ဓတွေပွင့်သွားကြတာလဲတာမဟုတ်ဘူးအဲ့ဒီပိစိကဗုဒ္ဓတွေရဲ့စွမ်းအားလဲမတမကြီးပါလောကမှာယဟန္တာပုဂ္ဂိုလ်တွေဆိုတာရှိတယ်ယဟန္တာပုဂ္ဂိုလ်တွေမှာလဲစွမ်းအားမတမကြီးတယ်အဲ့ဒီအရှင်မြတ်တွေရဲ့စွမ်းအားဟာကျွန်ုပ်အတွက်အဆောင်ရှောက်ဖြစ်ပါစေဒါအမှန်တန်ကောင်းတဲ့အဓိပ္ပာယ်ဘုရားတရားတန်ခါကိုကိုယ်ကတတိယပြီးတော့စောင့်ရှောက်လုပ်တဲ့အဓိပ္ပာယ်မျိုးဖြစ်တယ်ပေါ့အဲ့တော့နန္ဒခင်းမှာအိမ်ကျင်ထွက်အလုံးလုံးခီးသွားအလုံးလုံးတဲ့အခါမှာဒီလိုအကာအကွယ်စောင့်ရှောက်ကလေးနဲ့လုပ်သွားဖို့အတွက်ပုဗ္ဗန္နတုတ်ထဲမှာဒါကိုလည်းထည့်သွင်းပြီးတော့ရေးသားထားကြဒါကနံပါတ်4ကတာနောက်တစ်ခါနံပါတ်5နံပါတ်6နံပါတ်9အဲ့ဒီဂါထာသုံးပုဒ်ကယရဏတုတ်မှာပါပြီးတာသစ္စာဆိုတာလောကမှာသစ္စာဟာအစွမ်းတကူအမတ္တမထက်တယ်လူတွေကသစ္စာဆိုတာအမတ္တမနဲကြတကယ်ကိုယ့်အကိုသစ္စာဆိုပြီးတော့ကိုလိုချင်တဲ့အရာတစ်ခုကိုတောင်းလို့ရှိရင်သစ္စာရဲ့စွမ်းအားဟာရှိတယ်မယုံရင်တော့လုပ်ကြည့်ပေါ့နော်တခါတည်းနဲ့တော့ရချင်မှရမှာပေါ့ဘာဖြစ်လို့လဲဆိုသစ္စာစကားဆိုတာမှန်ကန်မှုလဲလိုအပ်တယ်မှန်မှန်ကန်ကန်လဲဆိုရမယ်စိတ်စွမ်းအားတွေအလုံးအသုံးချပြီးတော့လုပ်ဖို့လိုအပ်တယ်အဲ့ဒီမှာသစ္စာဆိုပုံဆိုနည်းကသစ္စာဆိုတာမှန်တာကိုပြောတာကိုယ့်ဘာကိုယ်လည်းသစ္စာဆိုလို့ရတယ်ကိုယ့်ဘာကိုယ်ဆိုရင်အမှားရှိခြင်းရှိနေမယ်ဒါကြောင့်မို့ယရဏသုံးပါးနဲ့ပတ်သက်တဲ့သစ္စာဆိုပုံကိုယရဏတုတ်ကနေယူပြီးတော့နန္ဒခင်းမှာသစ္စာဆိုနိုင်အောင်လို့ဒီခါတာလေးတွေဒီမှာထည့်သွင်းထားဒါမနဲ့မိုးတော့အိယာကထလာလို့ရှိရင်လောက်ရမယ့်အလုပ်ကလေးတွေပဲနော်အလုပ်သွားပြီတခုလုပ်ငန်းကင်တာတွေလုပ်ပြီဆိုလို့ရှိရင်အခုလိုသစ္စာလေးဆိုဖို့တော့သစ္စာဆိုတာကိုယ့်အတွက်တည်းမဟုတ်ဘူးကိုယ့်ရဲ့ပတ်ဝန်းကျင်အတွက်အကုန်ပါကြည့်လေယံကိဉ္စီဝိတံဣဒဝါဟုရံဝါတက္ကေတိဝါယံရတနံပဏိတံနာနောတမံအဋ္ဌိတထာဂတေနဣရံပိဗုဒ္ဓေရတနံပဏိတံဣတေနသစ္စေနသောတိဟောတုဣဒံပိဓမ္မေရတနံပဏိတံဣတေနသစ္စေနသောတိဟောတုဣဒံပိသံဃေရတနံပဏိတံဣတေနသစ္စေနသောတိဟောတုဘုရားတရားတန်ခါနဲ့ပတ်သက်ပြီးသစ္စာဆိုပုံလေးကိုကြည့်အမှန်လို့အဓိပ္ပာယ်ကလည်းရှင်းရှင်းပဲယံကိဉ္စီဝိတံဣဒဝါဟုရံတက္ကေတုဝါယံရတနံပဏိတံဒီလိုဆိုလို့အဲ့တော့ယံကိဉ္စီဝိတံလောကမှာနှစ်သက်စရာကောင်းလာတဲ့ပစ္စည်းဥစ္စာတွေဒီလူပြေမှာရှိတဲ့ဟာရောတခြားလောကမှာရှိတဲ့အရာတွေရောနော်နတ်ပြည်တွေမှာရှိတဲ့အရာတွေရောလောကမှာယရနာတွေဟာကဘာမှာရှိတယ်ယံကိဉ္စီဆိုရှိသမျှယရနာတွေအားလုံးအနှစ်သာရယရနာတွေအားလုံးနန္ဒောတမံအဋ္ဌိတထာဂတိနာရသော်ဘုရားဆိုတဲ့ယရနာနဲ့တူတဲ့ယရနာလောကမှာမရှိပါဘူးလူတွေပိုင်ဆိုင်ကြတဲ့စိတ်ပဲဖြစ်ဖြစ်ရွှေပဲဖြစ်ဖြစ်ငွေပဲဖြစ်ဖြစ်နော်ကြောက်တံပရမများတွေပဲဖြစ်ဖြစ်အဲ့ဒီယရနာတွေမြောက်များစွာရှိကဘာမှာရှိတဲ့ဒီယရနာတွေရဲ့တန်ဖိုးဟာရသော်ဘုရားတည်းဟူသောယရနာကိုမမှီပါဘူးလို့ဒီလိုဆိုနေတာအဲ့ဒါဟာမှန်ကန်သောစကားတစ်ခုဖြစ်တယ်နန္ဒောတမံအဋ္ဌိတထာဂတိနာဣဒံပိဗုဒ္ဓေရတနံလောကမှာရှိတဲ့ယရနာတွေတဲ့ပို့ပြီးတော့ထူးမြတ်တဲ့ယရနာနှစ်သက်စရာကောင်းတဲ့သီလသမာဓိပညာဆိုတဲ့ဒီထူးခြားတဲ့တန်ဖိုးရှိလာတဲ့တရားတွေမြတ်စွာဘုရားတဏ္ဍာမှာရှိတယ်တရားမှာရှိတယ်သံဃာမှာရှိတယ်အဲ့ဒီမှန်သောစကားကိုဆိုရသောကြောင့်တတ္တဝါတွေချမ်းသာကြပါစေဟောဒါသစ္စာဆိုပြီးတော့မေတ္တာပွားတဲ့နည်းအဲ့တော့နန္ဒမိုးတော့လေးရောက်တဲ့အခါကျတော့ကိုယ့်အတွက်တမကဘူးအများတတ္တဝါတွေအတွက်ပါသစ္စာဆိုပြီးတော့မေတ္တာပွားတာအလွန်ကောင်းတဲ့အလုပ်တစ်ခုပဲနော်အဲ့တော့အလွန်ကောင်းတဲ့တစ်ခုကမှန်မှန်ကန်ကန်လုပ်သွားမယ်ဆိုလို့ရှိရင်ကောင်းကျိုးချမ်းသာတွေရမှာဒါနန္ဒပိုင်းမှာဒီလိုလုပ်ဖို့အတွက်ရှေးဆရာတော်ကြီးတွေကထို့ထို့ပါဠိတော်တွေကနေထုတ်လုပ်ပြီးတော့ဒီလိုရေးသားခဲ့ကြတာဖြစ်တယ်ဟောဒါကြောင့်မလို့နေ့စဉ်နဲ့အမျှကောင်းကျိုးချမ်းသာတွေကိုလိုချင်တယ်တဏိတာဖြတ်တန်းတဲ့အခါမှာနန္ဒပိုင်းမှာကောင်းကျိုးချမ်းသာတွေရချင်တယ်နေ့လယ်ပိုင်းမှာကောင်းကျိုးချမ်းသာတွေရချင်တယ်ညနေပိုင်းမှာကောင်းကျိုးချမ်းသာတွေရချင်တယ်ဆိုဒီဟာကိုလိုက်နိုင်ချာဟောနောက်တစ်ခု
စိတ်ရဲ့ဆန္ဒဆိုတာအမှန်တမ်းကြီးမားတယ်လူတွေကအမှတ်တမဲ့နေလို့ဆန္ဒဆိုတာကြီးမားတယ်ဆိုတာလူတွေကမသိဘူးကြည့်လေတရားနာခြင်းနဲ့ဆန္ဒရှိတော့ဒီထိရောက်လာနော်နာခြင်းနဲ့ဆန္ဒမရှိဘူးဆိုရောက်ပါမလားရောက်ဘူးအဲ့ဒါဆန္ဒကပို့တယ်လို့ခေါ်နော်ဆန္ဒမရှိတဲ့လူကအိမ်မှာပဲနေမယ်လေဆန္ဒရှိတော့လူဟာဘလောက်ဝေးတရားပွဲဆိုရောက်လာဘာလို့လဲဆိုဆန္ဒရဲ့ဆွမ်းဆောင်မှုလို့ခေါ်အဲ့တော့ဆန္ဒရဲ့ကြီးမားမှုဟာအစွမ်းဆောင်နိုင်မှုကဘလောက်ကြီးလဲဒီအရာသာကြီးတာမဟုတ်ဘူးတခြားကိစ္စတွေလည်းပဲဆန္ဒဆိုတာကြီးအဲ့ဒါကြောင့်မလို့ဆန္ဒကိုအဓိပတိပစ္စယောလို့မြတ်စွာဘုရားကဆန္ဒအဓိပတိဆိုအဓိပတိတယ်မှာဟောထားတာရှိတယ်နောက်ပြီးတော့သန္တိဋ္ဌိပတ်ဆန္ဒဟာစွမ်းဆောင်နိုင်တဲ့တကိုးရဲ့တကိုးပြီးစီးအောင်မြင်မှုရဲ့အကြောင်းတရားလို့ဒီလိုခေါ်ထားတာရှိတယ်အဲ့ဒါကြောင့်မို့လို့စိတ်ဆန္ဒဆိုတာအလွန်ကြီးမားတယ်ဒီတစ်ခုတည်းကြီးမားတာမဟုတ်ဘူးစိတ်ဆန္ဒရှိပြီဆိုလို့ရှိရင်ကိုလို့ချင်တာတွေကဖြစ်လာတတ်တယ်ဟောဒါကြောင့်မို့လို့ဆန္ဒပြုတဲ့အနေနဲ့မလုပ်ရမယ်လို့ဆိုခါထာလေးသမုတ်ကိုတစ်ခါပြထားဘဝတုသဗ္ဗမင်္ဂလံရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓလူဘဝေနသရတုခိဘွန်တုတေကြည့်ဆန္ဒပြုတာကိုနည်းနည်းမိုးတော့အလင်းရောက်လို့အိယာကထားလိုက်ရင်ဆန္ဒပြုလိုက်ဘယ်လိုဆန္ဒပြုဘဝတုသဗ္ဗမင်္ဂလံမင်္ဂလာအပေါင်းနဲ့ခန့်မြောင်းပြည့်စုံပါစေကောင်းမြတ်တဲ့မင်္ဂလာတွေကျွန်ုပ်တဏ္ဍာမှာဖြစ်ပါစေအများတ attva တွေမှာလည်းပဲဖြစ်ပါစေဘလောက်ကောင်းတဲ့ဆန္ဒနော်သူများကိုနှိပ်စက်ဖို့ပါလားဒီထဲမှာအလုံးမမြတ်တဲ့စိတ်သက်လို့ခေါ်တယ်နော်မင်္ဂလာနဲ့ပြည့်စုံပါစေရက္ခန္တုသဗ္ဗဒေဝတာနတ်တွေကအလုံးကိုဆောင်းလျှောက်ပါစေဒါလည်းကောင်းတဲ့ဆန္ဒပဲသူစောင့်တာမစောင့်တာကိုယ်နဲ့မဆိုင်ဘူးကိုကစောင့်ပါစေလို့ဒီလိုပြောတာဟုတ်ကဲ့ဒါကိုပြောမယ်ဆိုရင်နတ်အားကိုးတာလားလို့ဆိုမဟုတ်ဘူးနတ်အားကိုးလို့ပြောတာမဟုတ်ဘူးနတ်တွေကလည်းလောကကိုဆောင်းလျှောက်တာတွေရှိတယ်ပေါ့အဲ့ဒါလို့ဆောင်းလျှောက်တာတွေရှိလို့နတ်တွေကအမှတ်တမဲ့မနေပဲနဲ့ဆောင်းလျှောက်ကြပါစေနတ်ကသာဆောင်းလျှောက်တာလားဆိုတော့လူချင်းရောမဆောင်းလျှောက်ဘူးလားဆောင်းလျှောက်တယ်လေအိမ်သားမှာလူတွေမှားသွားတာအိမ်ကိုကြည့်လိုက်စမ်းပါကြည့်မပေးဘူးလားဆိုင်လေးကြည့်လိုက်စမ်းပါဆိုဒါဆောင်းလျှောက်ပေးတယ်လို့ခေါ်တာပဲကျောင်းကိစ္စရှိလို့ရှင်သတင်းပို့ပေးတယ်ဟောဒါဆောင်းလျှောက်တယ်လို့ခေါ်တာပဲအဲ့တော့လူချင်းနဲ့မေတ္တာရှိရင်စောင့်မေတ္တာမရှိရင်ဒီတိုင်းကြည့်နေမှာပဲနတ်တွေကိုလည်းပဲကိုကမေတ္တာရှိအောင်မေတ္တာပွားပြီးတော့ထားရင်နတ်တွေရဲ့ဆောင်းလျှောက်မှုရောမခံရဘူးလားဒါကလောကရဲ့သဘာဝပဲနော်ကိုနဲ့ခင်မင်နဲ့မေတ္တာရှိတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ကိုကိစ္စကိုလာလုပ်ပေးမှာပဲအဲ့တော့နတ်တွေကလည်းကိုကမေတ္တာပို့တယ်အမျှဝေတယ်ဆိုတော့သူတို့ကလည်းကိုယ့်ဘောမှာခင်မင်ကြတယ်ခင်မင်တော့ဆောင်းလျှောက်ပါလေဆိုတော့လူတွေမသိလိုက်တဲ့ကိစ္စကိုနတ်ကနေချိန်နေဆောင်းလျှောက်ပေးတယ်ပေါ့ဒါမျိုးကိုဆိုလိုတာနော်ကြည့်ပါလားဒီပကံရာဇဝင်ကိုကြည့်မယ်ဆိုလို့ရှိရင်ကျန်စစ်မင်းကျန်စစ်သားအနောယထာကနေပြီးတော့ဖမ်းဆီးမလို့လိုက်တဲ့အခါမှာသူပြေးရတယ်ပြေးတဲ့အခါမှာမြစ်ထဲမှာဖြတ်ပြီးတော့ကူးတဲ့အခါကျတန်ဃာလေတစည်းကနေပြီးတော့ဟိုဘက်ကန်းကိုပို့ပေးတယ်ဟာအဲ့ဒါဟာနတ်ကကူညီတာလို့တကယ်နတ်ကတန်ဃာလေအောင်ဆောင်ပြီးတော့သူ့ကိုကယ်တင်သွားနောက်ဆုံးကြတော့နတ်ကမဟာဂီရိနတ်လို့ဆိုတယ်သူနဲ့ဆူတောင်းဘက်အတိတ်ဘဝတော့ကသူနဲ့တူတူဖြစ်ခဲ့တဲ့မိတ်ဆွေသူကနေပြီးတော့ကူညီတယ်လို့သူတို့ပြောတယ်အဲ့တော့လောကမှာလည်းတစ်ခါကူညီမှုတွေရှိတယ်အဲ့တော့ကူညီတယ်ဆိုတာနတ်ကြီးကအချွန်တက်နဲ့ဆင်းလာပြီးဒီလိုကူတာမဟုတ်ဘူးအဲ့ဒါလို့ဆိုရင်လည်းလူကကြောက်ပြီးတော့ပြေးမှာလေနတ်မြင်လူကမကြောက်ဘူးမထင်နဲ့ကြောက်ပြီးပြေးမှာပဲအဲ့ဒါကြောင့်မလို့နတ်မြင်တဲ့အခါကျတော့လူတွေဟာကြောက်လာမှာဆိုတော့နတ်တွေကလည်းလူတွေကိုကူညီတဲ့အခါမှာလူတယောက်ယောင်ပဲဆောင်ပြီးတော့ကူညီတာပေါ့ဒီလိုဆိုတာနော်ကိုကနေဘူးထဲမှာရက်ပြီးတော့ကားဆောင်နေတယ်ဘာစကားကမလာနိုင်ဘူးသွားကျင်နေတယ်သို့တော့အနန္တဖြတ်သွားတဲ့ကားတစ်စီးကလူကြုံလို့တင်သွားတယ်ဆိုတာတွေရောမကြုံတတ်ဘူးလား
နတ်ကပါတယ်ဆိုတာတခါတည်းအဲ့ဒါမျိုးလို့ပြောတာနော်ကိုသွားခြင်းတဲ့ကိစ္စတခုကိုလို့ချင်တာလေးတခုဟာတခါတလေရှော့ရှော့ရှူယူနေကုညီပဲလူနဲ့သိသည်ဖြစ်စေမသိသည်ဖြစ်စေကိုကုညီသွားတဲ့လူတွေနဲ့ကြုံတတ်တယ်ကောအဲ့လိုဆိုလိုတာနော်အဲ့ဒါကြောင့်မလို့ရက္ခန္တုသဗ္ဗဒေဝတာနတ်တွေကဆောင်းလျှောက်ပါစေကူညီပါစေသဗ္ဗဗုဒ္ဓလူဘဝေနသရာတုခိဖွန်တုတေဘုရားကိုအာယုံပြုပြီးတော့ရလိုက်တဲ့ကုသိုလ်တွေဟာချမ်းသာဒုက္ခကိုပေးနိုင်တယ်ကုသိုလ်အမှချမ်းသာဒုက္ခကိုပေးနိုင်တယ်ဒါကြောင့်မို့ဘုရားကိုအာယုံပြုတယ်ဘုရားကိုအာယုံပြုလို့ဖြစ်ပေါ်လာတဲ့ကုသိုလ်စိတ်တွေကိုယ်ရင်နဲ့နှလုံးထဲမှာဖြစ်လာတယ်အဲ့ဒီကုသိုလ်တရားတွေကလူတွေရဲ့တဏ္ဍာမှာချမ်းသာဒုက္ခကိုဖြစ်ပေါ်စေတယ်ဒါကကုသိုလ်ကမှချမ်းသာဒုက္ခကိုဖြစ်စေတယ်ဆိုတာဒါအမှန်ပဲကုသိုလ်ဆိုတာအနဝိဇ္ဇဒုက္ခဝိပါကလက္ခဏာအပြစ်ကင်းပြီးတော့ချမ်းသာဒုက္ခကိုဖြစ်စေတတ်တယ်ကုသိုလ်အဲ့ဒါကြောင့်မလို့ကုသိုလ်ကောင်းမှုဆိုတာလောက်ကြဘုရားကိုအာယုံပြုလိုက်လို့ရလာတဲ့ကုသိုလ်တရားကိုအာယုံပြုလိုက်လို့ရလာတဲ့ကုသိုလ်တန်ခါကိုအာယုံပြုလိုက်လို့ရလာတဲ့ကုသိုလ်အဲ့ဒီကုသိုလ်ရဲ့စွမ်းအားကြောင့်ချမ်းသာကြပါစေဒီလိုဆိုတာအဲ့တော့အဲ့ဒါလို့ဘုရားတရားတန်ခါမနဲ့မိုးလင်းတဲ့အချိန်လေးမှာဘုရားတရားတန်ခါယရဏသုံးပါးကိုအာယုံပြုလိုက်မယ်ဆိုရင်မင်္ဂလာတွေလည်းဖြစ်လာမယ်နတ်တွေကလည်းကိုယ်ဆောက်ရှောက်လာမယ်ချမ်းသာဒုက္ခဆိုတာလည်းရလာနိုင်တယ်လို့အကြောင်းတရားတွေကိုပြောပြမလို့ရင်တော့မရဘူးပေါ့နော်ကိုယ်တဏ္ဍာမှာကောင်းကျိုးချမ်းသာကိုလိုချင်ရင်ကောင်းကျိုးချမ်းသာရခြင်းရဲ့အကြောင်းကိုလုံးဝဒါကတော့သဘာဝပဲလေဒါကတော့သဘာဝမလုံးလို့ကတော့ဘာမှမရဘူးဆိုတာသိချတာပေါ့အဲ့တော့လုံးထားကြောင့်ရနိုင်တဲ့အလုပ်မျိုးကိုလုပ်ကြဟောနောက်တစ်ခုကျတော့ဘာလို့ဆိုဘုရားကိုအာယုပြုတဲ့သဘောမဟာကရုဏိကောနာထောဟိတယသဗ္ဗပါဏိနပုရိတဝပါရမီသဗ္ဗပတ္တောတံဘောဓိမုဒ္ဓမဘုရားကိုအာယုပြုလိုက်တယ်ဘုရားတတ္တဝါတွေဒုက္ခရောက်နေတာကိုအမှန်တမ်းသနာတယ်ဒုက္ခရောက်နေတယ်ဆိုတာကြည့်နော်ဒုက္ခရောက်တယ်ဆိုတာလူတွေကထင်တယ်လူတိုင်းဒုက္ခမရောက်ဘူးလို့ထင်တယ်ဟုတ်တယ်မရောက်တဲ့ဒုက္ခမရောက်ဘူးသို့တော့လူတိုင်းရောက်နေတဲ့ဒုက္ခကိုသိရလူတိုင်းဒုက္ခဘာရောက်နေတယ်ဆိုရင်တနေ့ပြီးတနေ့အိုးလာတဲ့သရာဒုက္ခနာတဲ့ဗျာတိဒုက္ခသိတဲ့မရဏဒုက္ခလူတိုင်းမရောက်ဘူးလားအဲ့ဒါကတဘဝလားဘဝပေါင်းမြောက်များစွာလားအဲ့ဒီဒုက္ခကဘာလူမျိုးဖြစ်ဖြစ်ဘာဘာသာဝင်ဖြစ်ဖြစ်နော်လူရလာတာနဲ့တပြိုင်နက်အိုခြင်းဆင်းရဲနာခြင်းဆင်းရဲသိခြင်းဆင်းရဲလွတ်တဲ့လူရှိရတယ်အဲ့တော့လူတွေဟာအလုံးဒုက္ခရောက်နေကြတယ်အဲ့ဒါသနာစရာအကောင်းဆုံးပဲဟောဒီပြင်ဒုက္ခဆိုတာရောက်ချင်မှရောက်တယ်လေသာဝနေမပြေးလိုက်တာလူတိုင်းမဟုတ်ဘူးစီးပွားရေးမပြေးလဲတာလည်းလူတိုင်းမဟုတ်ဘူးလူတိုင်းဖြစ်နေတဲ့ဒုက္ခကအိုခြင်းဆင်းရဲနာခြင်းဆင်းရဲသိခြင်းဆင်းရဲပဲအဲ့ဒါကနေရှောင်လွဲလို့မရဘူးအဲ့ဒါတွေကိုမြင်ပြီးတော့မြတ်စွာဘုရားကဒီအိုခြင်းဆင်းရဲနာခြင်းဆင်းရဲသိခြင်းဆင်းရဲတွေကလွတ်တဲ့နိလန်းကိုရရှိဖို့ဆိုပြီးတော့အမတန်မှကရုဏာကြီးမားတဲ့မြတ်စွာဘုရားဟာပါရမီတွေကိုဖြည့်ကျင့်ပြီးတော့ထိုအိုခြင်းဆင်းရဲနာခြင်းဆင်းရဲသိခြင်းဆင်းရဲကလွတ်မြောက်ကြောင်းဖြစ်တဲ့တရားသူတရားမြတ်ကိုသိအောင်ကြိုးစားခဲ့လို့ဘုရားဖြစ်ပြီးရောက်သွားအဲ့ဒါဟာမှန်ကန်သောစကားတစ်ခုပဲလုံးဝလွဲမှားခြင်းမရှိဘူးအဲ့ဒီမှန်ကန်သောစကားကိုဆိုရခြင်းကြောင့်အာလုံးတ attva တွေချမ်းသာကြပါစေလို့ဒါလည်းသစ္စာဆိုပြီးတော့မေတ္တာပို့တဲ့သဘောပဲနော်ဟောနောက်တစ်ခုကဘာပြောတော့ဆိုလောကလူတွေကဘယ်ကိစ္စဖြစ်ဖြစ်အောင်မြင်ကြတယ်အောင်မြင်တယ်ဆိုတာအောင်မြင်ပြီဆိုလို့ရှိရင်အောင်တဲ့ပုဂ္ဂိုလ်ရဲ့ခုံကိုအာယုပြုတာဟာဒါမှန်ကန်တယ်သဘာဝကျပတ်စံလိုချင်ရင်ပတ်စံရှိတဲ့ပုဂ္ဂိုလ်စီသွားရမှာလားပတ်စံမရှိတဲ့ပုဂ္ဂိုလ်စီသွားရမှာပတ်စံရှိတဲ့ပုဂ္ဂိုလ်စီသွားမှပတ်စံရနိုင်မှာပေါ့နော်ပညာလိုချင်ရင်ပညာရှိတဲ့ပုဂ္ဂိုလ်စီသွားရဒါသဘာဝပဲပေါ့
အဲ့တော့အောင်မြင်ခြင်းအောင်ပွဲရတဲ့ပုဂ္ဂိုလ်စီရသွားတဲ့ဟောအဲ့ဒါကြောင့်မလို့ဒီကာထာလေးဆိုထားပုံကိုကြည့်ဟောဆယံတော်ဘောဓိယမူလေတัจ jana နန္တိဝတ္တနောတัจ jana နန္တိဝတ္တနောဆိုတာတာဂိဝင်မင်းသားတွေထဲမှာအလွန်နှစ်သက်မှုကိုတာဂိဝင်မင်းတွေရဲ့တာဂိဝင်လူမျိုးတွေရဲ့နှစ်သက်မှုကိုတိုးပွားစေတတ်တယ်နော်ရသော်ဘုရားသခင်ကိုရောမြတ်ဆယံတော်ဘောဓိယမူလေဘောဓိပင်ရင်းမှာမနတ်ရဲ့ရံကိုအောင်ခဲ့တယ်တာဂိဝင်မင်းတွေရဲ့နှစ်သက်မြတ်နိုးမှုကိုကြီးပွားစေတတ်တဲ့တိုးတက်စေတဲ့ဘုရားလောင်းဟာဘောဓိပင်ရင်းမှာအောင်ပွဲကြီးရခဲ့တယ်ဒါဟုတ်တယ်မှန်တယ်နော်လုံးဝအရှုံးမရှိတဲ့အောင်ပွဲကြီးကိုရတယ်ဧဝမေဝဇယောဟောတုတဲ့အဲ့ဒီလိုအောင်မြင်မှုကျွန်တော်မှဖြစ်ပါစေဒါနဲ့ wish ပဲဆန္ဒကိုပြောဆန္ဒရှိရင်တကယ်ဆန္ဒကြီးလို့ရှိရင်ဖြစ်လာတာပဲပေါ့နော်အေးအဲ့ဒါမျိုးကိုယ်တဏ္ဍာမှာဖြစ်ပါစေဧဝမေဝဇယောဟောတုဇယတုဇယမင်္ဂလိအောင်မြင်မှုရအောင်မင်္ဂလာတွေမှာအောင်မြင်မှုကိုကျွန်တော်ရချင်ပါတယ်ရပါရစေပါလို့ဆိုတဲ့ဆန္ဒပြုတဲ့အခါထားအဲ့တော့မနေ့အိယာကထားပြီးတော့ဒီနေ့လုပ်ငန်းကိုင်တာတွေလုပ်เสียရှိတယ်သွားเสียတွေရှိတယ်လာเสียတွေရှိတယ်ဘဝမှာအောင်မြင်မှုကိုရချင်တယ်ဒါကြောင့်မို့အောင်ပွဲရတဲ့မြတ်စွာဘုရားရဲ့ခုံကိုခိတ္တခဏလေးအာယုံပြုပြီးတော့ကျွန်ုပ်လည်းပဲအောင်ရစေပါလို့ဆိုဒါအကြောင်းနဲ့အကျိုးမစီလျော်ဘူးလားစီလျော်တယ်ဘုရားကကိုယ်မှားတာမဟုတ်ဘူးတာကကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာဒီဆန္ဒတွေကြီးပွားလာအောင်လုပ်ထားမယ်ဖြစ်တယ်နော်အဲ့ဒါလို့မှန်မှန်ကန်ကန်သိဖို့လိုအပ်တာပေါ့ဟောနောက်ကြတော့ကြည့်အဲ့ဒါနဲ့ဆက်ပြီးတော့ပြောပုံကအပရာဇိတပန္လင်ကေတိတိပုထုဝိပုဂ္ဂလေအဘိတေကေသဗ္ဗဗုဒ္ဓနာအက္ခပတောပမောဒတိဘုရားအဆုစုဟာအပရာဇိတပလင်တဲ့ဘောဓိပင်အောက်ကအမတန်ထူးမြတ်တဲ့ညီလွာမှာအပရာဇိတပလင်တဲ့မှာနေပြီးတဲ့အခါကျတော့ဘုရားရှင်အားလုံးနေရဲ့ဂုဏ်တုဝိတေသတွေကိုရရှိတော်မူခဲ့ကြရရှိသည့်အတွက်ကြောင့်လောကမှာအမြတ်ဆုံးဖြစ်လို့ဝမ်းသာကြည်နူးမှုကြုံရတယ်ကျွန်ုပ်လည်းပဲအဲ့ဒါလို့အကောင်းဆုံးအညွန့်ဆုံးအမြတ်ဆုံးကိုရပြီးဝမ်းသာကြည်နူးရစေဒီလိုဆိုလိုတာနော်အေးအဲ့ဒါကြောင့်မလို့ဒီဘုရားကိုအာရုံပြုပြီးတော့ဝမ်းမြောက်ဖွယ်ဖြစ်တဲ့ရင်နဲ့နှလုံးထဲမှာကြည်နူးဖွယ်ရာတွေကိုဒီလိုအာရုံပြုတာဟာဒါကရှေ့ပိုင်းကထည့်သွင်းပြီးတော့မနေ့ပိုင်းမှာဆင်ញင်စဉ်းစားဖို့ပြောတယ်အဲ့တော့ကောင်းသောနာနဲ့ခင်းဖြစ်ဖို့ကောင်းသောနက္ခတ်နဲ့ကြုံဖို့ဆိုတာဟာနက္ခတ်ဆိုတာကောင်းကင်ကနက္ခတ်တွေကိုကြည့်ပြီးဗေဒင်ဆရာတွေကတော့တွက်ကြလိုက်တယ်ပေါ့နော်ဒီကနေ့နက္ခတ်ကောင်းတယ်သို့မဟုတ်ရက်ကောင်းတယ်ရက်မကောင်းမှုနဲ့ပြောကြတယ်လေဒီနေ့ကပြတ်တရားကြီးဒီနေ့ကရက်ရစားနဲ့ဆိုပြီးတော့ရက်ကောင်းတယ်မကောင်းဘူးရွေးချတယ်မဟုတ်လားခဏအထိဗုဒ္ဓဘာသာတွေရွေးတော့ပဲရက်ရွေးတာဟာတော့နော်အစွဲလန်းဘလောက်ကြီးတယ်ဆိုတာကြည့်မြတ်စွာဘုရားကဟောထားတာရက်ရွေးခိုင်းတာမဟုတ်ဘူးရက်မရွေးခိုင်းဘူးမြတ်စွာဘုရားကဘာဟောလဲလို့ဆိုရင်သူနက္ခတ္တံသူမင်္ဂလာသုပ္ပဘာတံသူဟုတ်တိတံသူခနောသူမို့တော်စာသူဣဋ္ဌံဇမစာတိဘယ်နေ့ပဲဖြစ်ဖြစ်ရက်ရတာပဲဖြစ်ဖြစ်ပြတ္တရာပဲဖြစ်ဖြစ်ဘယ်နေ့ပဲဖြစ်ဖြစ်ဘယ်နက္ခတ်နဲ့ပဲရှင်းရှင်းနော်ကောင်းတဲ့အလုပ်တွေလုပ်လို့ရှိရင်ကောင်းတဲ့နက္ခတ်လို့မှတ်ပါဒါပြောနော်မကောင်းတာလုပ်ရင်မကောင်းတဲ့နက္ခတ်မနဲ့အိယာထားပြီးဒေါသထွက်နေမယ်ဆိုရင်အဲ့ဒါနက္ခတ်ဆိုးနေပြီလို့တော့မှတ်ပြီနော်မနဲ့အိယာထားပြီးတော့မေတ္တာပို့ပြီးတော့ဘုရားကိုအာရုံပြုစိတ်ကြည်နူးနေရင်ဒါကောင်းသောနက္ခတ်ပဲကောင်းသောနက္ခတ်ဖြစ်တယ်ဒီလိုဆိုလိုတာကောင်းကင်ကနက္ခတ်ဆိုတာကိုယ်တည်းမဆိုင်ဘူးတဲ့950ဇတ်ထဲမှာလည်းအတိလင်းဆိုထားတာရှိတယ်နက္ခတ္တံပฏิမာနန္တံအထောပါလံဥပိစ္ဆကာတချို့ကဒီနေ့နက္ခမကောင်းသေးဘူးဒီလနက္ခမကောင်းသေးဘူးနက္ခမကောင်းလို့ဘာမှမလုံးနဲ့အောင်ဒီတိုင်းနေမလုံးနဲ့အောင်ဆိုင်ရင်နဲ့ဒီပြင်လူတယောက်ကဥပြီးတော့ရသွားကိုမလုံးလိုက်ရဒီလိုဟာမျိုးတွေချုပ်တတ်တယ်နော်ကိုကနက္ခမကောင်းသေးလို့ဆိုမလုံးတယ်ကျန်တဲ့လူကနေပြီးတော့လှုပ်သွားဟောကိုမရလိုက်ဘူး
အဲ့တော့ဘုရားလောင်းတွေကဘာပြောလဲနက္ခတံပฏิမာနန္တံအထောပါလဥပ္ပစ္စကနက္ခကောင်းတဲ့အချိန်ကိုညှော်လင့်နေတဲ့လူမိုက်ကိုတဲ့အကျိုးတရားတွေလက်လွတ်ဆုံးရှုံးသွားစေတယ်အထောအထတနက္ခတံကောင်းကျိုးချမ်းသာကိုလိုချင်တဲ့ဟာအရာဖို့ရအရေးကြီးဆုံးပဲတဲ့အဲ့ဒါဟာကောင်းတဲ့နက္ခတ်ပဲကိုလိုချင်တာရတာကောင်းတဲ့နက္ခတ်ပဲကိဉ္ကရိတန္တိတာရကကောင်းကင်ဘောကကျေတွေကကိုဘာတတ်နိုင်မှာလဲဒီလိုဆိုထားတာနော်အဲ့ဒါကြောင့်မလို့ပုဗ္ဗန္နတုတ်မှာမြတ်စွာဘုရားဟောထားတဲ့အတိလင်းနတ်နဲ့ခင်းပါတဲ့အပြစ်ကင်းတဲ့အတွေးတွေတွေးမယ်အပြစ်ကင်းတဲ့အပြောတွေပြောမယ်အပြစ်ကင်းတဲ့အလုပ်တွေကိုလုပ်မယ်ဆိုလိုတာကလက်နဲ့ခင်းမှာကာယတုစရိုက်ဝစီတုစရိုက်မနောတုစရိုက်ဆိုတဲ့အကျင့်တရားတွေကျင့်ကြံကြုတ်ကိုအားထုတ်မယ်ဆိုရင်အဲ့ဒီလက်နဲ့ခင်းဟာကောင်းသောလက်နဲ့ခင်းမှာနေ့လက်ခင်းမှာကောင်းတာပြောတယ်ကောင်းတာတွေးတယ်ကောင်းတာပြောတယ်ကောင်းတာလုပ်တယ်ဆိုလို့ရှိရင်လေကောင်းတဲ့နေ့လက်ခင်းဖြစ်ပါတယ်ညနေခင်းမှာလည်းပဲအပြစ်ကင်းတဲ့အတွေးတွေတွေးတယ်အပြစ်ကင်းတဲ့စကားတွေပြောတယ်အပြစ်ကင်းတဲ့အလုပ်တွေလုပ်လို့ရှိရင်ကောင်းသောညနေခင်းဖြစ်ပါတယ်ဒီလိုဆိုလိုတာနော်အဲ့ဒါကြောင့်မလို့ကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ဖို့ဟာဘယ်တော့ဖြစ်ဖြစ်လက်ခတ်ကအကောင်းမယ်တဲ့အဆိုးမရှိဘူးသို့တော့လူတွေကအကောင်းအဆိုးဆိုတာလက်ခတ်ကိုပဲသွားရှာတယ်ကိုယ့်ရင်ထဲကဟာကိုတော့မေ့တယ်စဉ်းစားကြည့်ကိုယ့်တဏ္ဍာမှာဖြစ်နေတဲ့လောဘတွေဒေါသတွေမာမနတွေအိတ်တာတွေကိုတော့အကောင်းထင်နေကြတယ်နော်အဆိုးကအဲ့ဒါအပင်ငယ်ချတာသူတို့ကချတာနော်ဘယ်သူကမှကိုယ်လာဆွဲမခေါ်ဘူးဆွဲခေါ်သွားတာကကိုယ်ရင်ထဲဖြစ်တဲ့လောဘဒေါသတွေဆွဲခေါ်သွားတာလေကြည့်ကြည့်လောကမှာလူဆိုးဖြစ်တဲ့ဒီဇာတုမှုကိုကျူးလွန်တယ်ဆိုတဲ့လူတွေဟာဘယ်သူကသူ့ကိုကျူးလွန်ခိုင်းတာလဲသူ့စိတ်ကပဲကျူးလွန်တာမဟုတ်လားသူ့တဏ္ဍာမှာဖြစ်တဲ့အကုသိုလ်တရားတွေကဒီအလုပ်တွေကိုလုပ်စေတာခံရတော့ဘယ်သူခံရလဲသူပဲခံရတာပဲလေအဲ့ဒါကြောင့်မို့လို့ကိုယ်ရင်ထဲမှာဖြစ်တဲ့အရာတွေဟာကိုယ်စိတ်ထဲမှာဖြစ်တဲ့မကောင်းတဲ့သဘောထားတွေအမှန်တမ်းချဆရာကောင်းအပင်ငယ်ဆိုတာပြင်ဘက်ကလာမချဘူးကိုယ်ကချနော်ကိုယ်ရင်ထဲမှာဖြစ်တဲ့လောဘဒေါသမောဟဆိုတဲ့ဒီတရားတွေကအပင်ကိုချတာဘယ်လိုလုပ်အပင်ချတော့ဆိုကိုယ်စိတ်ထဲမှာဖြစ်ရင်ကိုယ်ပဲခံမှာလေဒီနေရာမှာကြည့်နဲ့ကိုယ်ရုပ်ခန္ဓာကိုယ်ကြီးမှာဖြစ်တဲ့ယောဂဝေဒနာကိုဘယ်သူခံရတာတော့ဟုတ်တယ်လေဆေးရုံသွားစမ်းလိုက်လို့ HIV positive ဆိုရင်ဘယ်သူခံရမှာတော့စီပိုးဘီပိုး positive ဆိုလဲကိုယ်ပဲခံရမှာပဲဟုတ်တယ်မဟုတ်ကိုယ်ထဲမှာဖြစ်တယ်အဲ့ဒါကြတော့လူတွေကကြောက်တယ်လေအဲ့ဒါလူတွေကြောက်တယ်ကြီးတဲ့ကြောက်စရာကောင်းတာဘာလို့ဆိုရင်ကိုယ့်ရဲ့စိတ်အစဉ်ထဲမှာ mental process တွေမှာဖြစ်နေတဲ့ positive တွေကပိုကြောက်စရာကောင်းတယ်စိတ်ထဲမှာဖြစ်နေတဲ့လောဘစိတ်ထဲမှာဖြစ်တဲ့ဒေါသစိတ်ထဲမှာဖြစ်တဲ့မောဟအိတ်တာတွေမာမနာတွေဒါတွေကပိုကြောက်စရာကောင်းတယ်ဒါတွေကသွားဆန်းလိုက်တဲ့ positive ဖြစ်တယ်ဟုတ်ကဲ့အပင်ငယ်ချတာသူတို့ကချတာ HIV ကလည်းပဲအပင်ငယ်မချဘူးစီပိုးဘီပိုးကလည်းအပင်ငယ်မချဘူးရုပ်ခန္ဓာမှာဖြစ်တဲ့ယောဂဝေဒနာဆိုတာဒီဘဝတစ်ခါပဲသိမှာဘယ်သူမှနှစ်ခါသိတဲ့လူမရှိဘူးယောဂမရှိတဲ့လူရောမသိဘူးလားသိတာပေါ့သူကတော့အရင်သိရင်သိသွားတာတစ်ခါတည်းယောဂရှိတဲ့လူကတမြင်းမြင်းနဲ့မသိတဲ့လူကရှိသေးတယ်နော်ယောဂရှိလေတူတူပဲမရှိလေတူတူပဲသိမှဟာတူတူပဲသိတာရှိပဲတဘဝမှာတစ်ခါပဲသိချတာနော်အဲ့တော့တကယ်ကြောက်စရာကောင်းတာကရုပ်ခန္ဓာမှာဆွဲကပ်တဲ့ယောဂမဟုတ်ဘူးစိတ်မှာဆွဲတဲ့ယောဂကြောက်စရာကောင်းတာအဲ့တော့ကိုယ်တဏ္ဍာမှာလောဘတွေဒေါသတွေမောဟတွေဒါတွေကိုလဲအောင်ပြုဆိုင်တယ်ဆိုလို့တယ်နော်အဲ့ဒါလို့ဆိုလို့တာအဲ့ဒါလို့လောဘဒေါသမောဟတွေလဲအောင်ကြိုးစားတဲ့အချိန်ဟာသူ့နဲ့ခတ်တန်ကောင်းကောင်းနဲ့ခတ်တယ်တဲ့ကိုယ်သူ့မင်္ဂလာရှိဆုံးအချိန်ပဲတဲ့အဲ့ဒီအချိန်နော်စိတ်ဆိုးနေတဲ့အချိန်ဟာမင်္ဂလာမရှိဆုံးအချိန်ပဲလို့ဒီလိုမှတ်တယ်စိတ်မဆိုးဘူးမေတ္တာဘာဝနာပွားနေတယ်တယောက်နဲ့တယောက်သိမြင်များရှိနေတယ်မိတ်ဆွေပဲပြောက်ဖို့ဆိုရင်ကောင်းမင်္ဂလာရှိတဲ့အချိန်တစ်ခုပဲလို့ဒီလိုမှတ်တယ်ဥပ္ပဟာတံဘုရားတရားသံဃာကိုအာယုပြုပြီးတော့နိုးလာလို့ရှိရင်ကောင်းသောမိုးတောက်ခြင်းနဲ့ကောင်းသောနက်ခင်းဖြစ်လာတယ်
သူ့ဝုထိတအိယာကနိုးထလာတဲ့အခါနော်နှုတ်ခမ်းကြီးစူပြီးတော့နိုးထတာမဟုတ်ဘူးအများတ attva တွေချမ်းသာကြပါစေဆိုတဲ့အတွေးလေးနဲ့နိုးထလာရင်ဒါအကောင်းဆုံးအိယာကထခြင်းပဲဖြစ်တယ်ပေါ့အဲ့ဒါလို့နေ့စဉ်နဲ့မြကိုယ့်ဘဝမှာအကောင်းဆုံးမိုးတောက်ချိန်ဖြစ်ဖို့နဲ့အကောင်းဆုံးအိယာကထခြင်းဖြစ်အောင်အကျိုးစားတဲ့မူလားကျိုးစားရမှာဒါတွေကိုဖြစ်အောင်ကျိုးစားနော်အဲ့ဒါလို့ကျိုးစားဖို့ဆိုလိုတာဒါတွေကဘာတဲ့အရေးကြီးလို့ဆိုရိတ်တာသွားပြီးတရားဝင်ဖို့တဲ့အရေးကြီးတယ်နေ့စဉ်လုပ်နေတဲ့အလုပ်တွေကဟုတ်ကဲ့လားကိုယ်အိမ်မှာနေရင်ထိုင်ရင်နဲ့ကောင်းလောမိုးတောက်ဖြစ်ဖို့ကောင်းလောနှက်ခတ်နဲ့ကြုံတဲ့အချိန်ပိုင်းဖြစ်ဖို့ကောင်းတဲ့မင်္ဂလာရှိတဲ့အချိန်ဖြစ်ဖို့ရာကိုယ်တဏ္ဍာမှာကောင်းတဲ့စိတ်ဓာတ်တွေဖြစ်နေအောင်ကြိုးစားရမယ်မေတ္တာပွားနေမယ်အရှင်မပြေတဲ့သူတွေကရုဏာထားမယ်အရှင်ပြေတဲ့သူတွေပေါ်မှာမုဒိတာပွားမယ်ဆိုရင်ဒါအဲ့ဒါမှကောင်းမြတ်တဲ့စိတ်တွေလို့ဒီလိုပြောတာနော်အဲ့ဒါလို့နေလို့ရှိရင်ဒုက္ခနောသူမှုဟုတ်တော်စာမေတ္တာပို့တဲ့အချိန်လေးကုသိုလ်ရတဲ့အချိန်လေးဟာအကောင်းဆုံးအချိန်လေးပဲအကောင်းဆုံးအချိန်ပိုင်းလေးအဲ့ဒါလို့အကောင်းဆုံးအချိန်ပိုင်းကလေးတွေကိုယ်တဏ္ဍာမှာအများကြီးဖြစ်လာအောင်လုပ်ဖို့လိုပါတယ်ဒီလိုဆိုလိုတာသူရိဋ္ဌံဗျမစာရိတုအချင်းစာရိတ္တကောင်းတဲ့ပုဂ္ဂိုလ်တွေကိုပေါ်မှာဒါနကောင်းမှုလုပ်တဲ့အချိန်လေးဟာကိုယ့်အတွက်ကောင်းဆုံးအချိန်လေးပဲနော်ဒါကမြတ်စွာဘုရားဟောတဲ့ခါထာကောင်းသောနနခင်ဆိုတဲ့အဓိပ္ပာယ်ရအောင်မြတ်စွာဘုရားဟောတယ်အဲ့တော့အတူချုပ်ပြောလိုက်မယ်ဆိုလို့ရှိရင်လူတွေမှာလှုပ်ရှားမှုနဲ့လှုပ်ရှားမှုလှုပ်ဆောင်မှုကဘယ်နှခုရှိတုံးဆိုရင်စိတ်နဲ့တွေးတာလည်းပဲစိတ်နဲ့လှုပ်တယ်လို့ခေါ်တယ်မနောကံလို့ခေါ်တယ်ကိုနှုတ်ကနေပြောတာကြတော့ဝစီကံလို့ခေါ်တယ်ကိုယ်ဒီလက်ရောက်လှုပ်တာကြတော့ကာယကံလို့ခေါ်တယ်စိတ်ထဲကနေပြီးတော့ဒီတောင်းတတာကိုကြတော့ပဏိတိလို့ခေါ်တယ်အဲ့ဒါတွေဟာကုသိုလ်နဲ့ရှင်ပြီးတော့လုပ်မယ်ဆိုပါတော့ကာယကံအနေနဲ့ကောင်းတဲ့ကာယကံနဲ့ဘယ်လိုလုပ်တုံးဆိုတရားထဲမှာကိုလမ်းလျှောက်သွားတာပဲဖြစ်စေလမ်းလျှောက်သွားရင်ကနေပြီးတော့ဘယ်သူမှခလုံးမထီစူးမကြီးကြပါစေနဲ့ခဲလေးတွေဖယ်သွားတယ်စူးလေးတွေဖယ်သွားတယ်လောက်တာလောက်ပုံပြောတာအသေးစိတ်ကစပြီးတော့နော်ကာယကမေတ္တာတွေထားတယ်နှုတ်ကလည်းဝစီကမေတ္တာတွေထားတယ်စိတ်ကလည်းပဲမနောကမေတ္တာတွေပွားတယ်ကုသိုလ်တွေနဲ့ကာယကဝစီကမနောကကုသိုလ်တွေဖြစ်နေလို့ရှိရင်အဲ့ဒီကုသိုလ်တွေဟာကိုယ့်အတွက်ကြီးပွားကြောင်းအမှုတွေကြီးပဲဒါကြောင့်မို့လို့ပဋက္ခိဏံကာယကမ္မကုသိုလ်နဲ့လုပ်တဲ့ကာယကံတွေမှန်သမျှဟာပဋက္ခိဏတိုးတက်ဖို့ကိုကြီးပွားဖို့တိုးတက်ဖို့ပဲဖြစ်တယ်ကောင်းကြီးပွားတယ်တိုးတက်တယ်ဆိုတာဒီနှိမ့်ကြတဲ့အနေအထားတစ်ခုကနေပြီးတော့အဆင့်မြင့်လာတဲ့သဘောကိုပြောတာနော်အဆင့်မြင့်လာတဲ့သဘောကိုပြောပဋက္ခိဏံကာယကမ္မဝါစာကမ္မပဋက္ခိဏကိုပြောတဲ့စကားကလည်းအပြစ်ကင်းတဲ့စကားဆိုလို့ရှိရင်ပဋက္ခိဏကြီးပွားတိုးတက်မှုဖြစ်လာတယ်ပဋက္ခိဏမနောကမ္မစိတ်ထဲကကြံစီတဲ့အမှုတွေကလည်းပဲကြီးပွားတိုးတက်ဖို့အတွက်ဖြစ်လာတယ်ပဏိတိတိပဋက္ခိဏကိုယ့်ရဲ့စိတ်ဆန္ဒတွေစိတ်ထဲကတောင်းတမှုရည်တန်မှုတွေကလည်းပဲကြီးပွားတိုးတက်တဲ့ရည်ရွယ်ချက်တွေဒီလိုဖြစ်လာတယ်အဲ့ဒါလို့ကာယကံဝစီကံမနောကံနဲ့အတွေးအချမ်းတွေကကောင်းလာပြီဆိုလို့ရှိရင်ဘာဖြစ်လဲဆိုလပ္ပံတတ္ထိပဋက္ခိဏီကောင်းမြတ်တဲ့အကျိုးကျေးဇူးတွေကိုသူရလာမယ်ဒီလိုဆိုလိုတာနော်ပဋက္ခိဏာနိကတ္တဝါလလပ္ပံတတ္ထိပဋက္ခိဏီလုပ်တဲ့အလုပ်ကကုသိုလ်တွေလုပ်တာကုသိုလ်တွေဆိုတာကြီးပွားတိုးတက်ခြင်းအကြောင်းလူတယောက်ဟာစီးပွားလုံးလို့စီးပွားဖြစ်လာပြီဆိုလို့ရှိရင်ပထမဆင်းရဲတဲ့ဘဝကနေပြီးတော့ကြိုးစားလိုက်တဲ့အခါတိုက်အိမ်ကနေတဲအိမ်လေးကနေပြီးတော့တိုက်အိမ်ဆောက်လာနိုင်ပေါ့စပိန်လေးဝယ်ရကနေမော်တော်ဆိုင်ကယ်ဝယ်လာနိုင်မော်တော်ဆိုင်ကယ်ကနေပြီးတော့ကားဝယ်လာနိုင်မြင့်မလာဘူးလားစီးပွားရေးနဲ့ပတ်သက်ပြီးတော့အဲ့ဒါလို့မြင့်လာတယ်လို့ပဲစိတ်တွေစိတ်ထားတွေကုသိုလ်တရားတွေကိုလည်းတိုးမြင့်လုပ်တဲ့အခါလူတယောက်ဟာမြင့်လာတာပဲဘဝဘဝတစ်ခုနဲ့တစ်ခုကသူကမြင့်သွားတယ်အဲ့ဒါကိုပြောတာပဋက္ခိဏာနိကတ္တဝါနလပ္ပံတတ္ထိပဋက္ခိဏီကောင်းတာတွေလုပ်တဲ့ပုဂ္ဂိုလ်တယောက်ဟာကောင်းတဲ့အကျိုးတွေကိုရလာ
ရလာတဲ့အတွက်ကြောင့်သူကအဆင့်မြင့်ပြီးတော့သွားတယ်တေအဋ္ဌလတ္ထဒုက္ခိတာဝိရုံနာဗုဒ္ဓတာအဲ့ဒါလို့ကောင်းကျိုးချမ်းသာတွေရလာပြီဆိုလို့ရှိရင်ဒုက္ခိတာကိုယ်စိတ်နှပြချမ်းသာတယ်ဝိရုံနာဗုဒ္ဓသာသတိရသော်ဗျာသာသနာမှာစီပင်လာတယ်ဆိုတာဘာပြောတာလဲဆိုတော့သူကကိုကျင့်သီလတွေနဲ့လည်းပြည့်စုံလာတယ်ကမ္မထာနေနှလုံးသွင်းလာနိုင်တယ်ဘာဝနာကျင့်စဉ်တွေကျင့်လာတယ်နော်ဘာဝနာကျင့်စဉ်တွေကျင့်လာလို့ဝိပဿနာတရားတွေအချိန်ချင်းအားထုတ်လာနိုင်တယ်ဟောတိုးတက်လာမသိသေးတာတွေသိလာတယ်ဘုရားတရားတော်တွေနဲ့ပတ်သက်ပြီးတော့အဆင့်မြင့်လာတယ်ဒီလိုဆိုလိုတာအဲ့ဒါလို့ထီအောင်ဖြစ်လာနိုင်တယ်တဲ့အဲ့ဒါလို့ဖြစ်လာဖို့အတွက်ကျမ်းမာဖို့လို့ဘာလို့လိုအပ်လို့အားလုံးတ attva တွေကိုကျမ်းမာကြပါစေဆိုတာနဲ့နောက်ကနေအရောဂံဒုက္ခိတဟောထဟတ္တဝေတိညာတိပြီတဲ့ဆွေတွေမျိုးတွေနဲ့အတူတကွအရောဂယောဂကင်းကြပါစေဒုက္ခိတကိုယ်စိတ်နဲ့ပြချမ်းသာကြပါစေဟောမနေ့ပိုင်းမှာဒါမေတ္တာပွားတာပဲပေါ့နော်အဲ့ဒါလို့မေတ္တာနှလုံးသားနဲ့ကိုယ်ဟာနေတိုင်းပြီဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ကလေးဟာဗဒမစင်ကြယ်လာတဲ့စိတ်ကလေးနဲ့ကုသိုလ်တွေဖြစ်လာလို့ရှိရင်ခုနကပြောရတဲ့ကာယကံတွေဝစီကံတွေမနောကံတွေဟာအထက်ကိုတိုးတက်မြင့်မားစေတဲ့ကာယကံဝစီကံမနောကံတွေပဲဖြစ်တယ်တဲ့ဒါကြောင့်မို့လို့ရသော်ဘုရားသခင်ကိုလိုမြတ်ကဟာဒီပုဗ္ဗနာတုတ်ကိုချင်းချုပ်ဒီလိုဟောထားတာဖြစ်တယ်အန္တရေဆိုတာကောင်းကျိုးချမ်းသာတွေဖြစ်ပေါ်နေတဲ့အတွင်းထဲမှာဝင်ရောက်နှောက်ယှက်ပြီးတော့ဆင်းရဲဒုက္ခကိုပေးတတ်တဲ့အကြောင်းတရားမျိုးကိုအန္တရာယ်လို့ခေါ်လူလောကလူဘဝရောက်လာတဲ့အခါမှာအန္တရာယ်ဆိုတာရှိတယ်ပေါ့ပါဠိစကားအန္တရာယဈာဖြတ်ဝင်လာတဲ့မမျော်လင့်တဲ့မလိုလားအပ်တဲ့အဖြစ်အစည်းလို့ဒီလိုအဓိပ္ပာယ်ရဈာဖြတ်ဝင်လာတဲ့အဖြစ်အစည်းကျုံနေလို့ရှိရင်အန္တရာယ်ကျုံတယ်လို့လောကလူတွေကပြောကြတယ်အဲ့ဒီအန္တရာယ်ကိုဘယ်လိုကာကွယ်မလဲဆိုတဲ့ကာကွယ်တဲ့နည်းစနစ်တွေကိုမြတ်စွာဘုရားကဟောကြားထားတယ်ဘုရားဘာသာဝင်သူတော်စင်အပေါင်းတို့ဟာငယ်စဉ်တောင်ကျိတ်ကလေးဘဝကစပြီးတော့ပရိတ်ကြီး73ဆိုတာလေ့လာပြီးတော့ကျက်မှတ်ကြအန္တရာယ်ကာကွယ်ဖို့အတွက်အဓိကရည်ရွယ်ပြီးတော့ဟောထားတဲ့သုတ်တန်တွေကိုစုပေါင်းပြီးတော့ပရိတ်ကြီး73ဆိုပြီးတော့မြန်မာနိုင်ငံမှာသင်ရိုးပြုကြတယ်ပရိတ်ဆိုတဲ့စကားလုံးကပရိတ္တဆိုတဲ့ပါဠိကလာတဲ့စကားဖြစ်တယ်အဓိပ္ပာယ်ကတော့ကာကွယ်ခြင်းလို့ဒီလိုအဓိပ္ပာယ်ရဘာကိုကာကွယ်တာတော့ဆိုတော့အန္တရာယ်ကိုကာကွယ်တယ်လောကလူတွေဟာနေ့စဉ်နဲ့အမျှလောက်ကင်ဆောင်ရွက်နေကြတဲ့အခါမှာဈာဖြတ်ပြီးတော့နှောင့်ယှက်ဝင်ရောက်လာတဲ့အန္တရာယ်တွေကိုမကာကွယ်နိုင်ဘူးဆိုလို့ရှိရင်လူတွေဟာဘဝအောင်မြင်မှုဆိုတာကိုကြိုးပမ်းအားထုတ်နိုင်ကြမှာမဟုတ်ဘူးဒါကြောင့်မို့အန္တရာယ်ကင်းအောင်ကြိုးစားကြရတယ်အန္တရာယ်ဆိုတာမြင်ရတဲ့အန္တရာယ်ရှိတယ်လို့မမြင်ရတဲ့အန္တရာယ်လည်းရှိတယ်မြင်ရတဲ့အန္တရာယ်ကြတော့ကြည့်ပြီးရှောင်လို့ရတယ်မမြင်ရတဲ့အန္တရာယ်ကြတော့မိမိမမြင်နိုင်သည့်အတွက်ကြောင့်အန္တရာယ်ကျုံလာတဲ့အခါမှာရုတ်တရက်ဆုံတွေ့ရတာဖြစ်သောကြောင့်မရှောင်လွှဲနိုင်ကြဘူးတဲ့အန္တရာယ်နဲ့ကြုံကြရတယ်အဲ့ဒါတွေကိုကာကွယ်တဲ့နည်းစနစ်တွေမြတ်စွာဘုရားကဟောထားတယ်ဒီကနေ့ဘုရားမြတ်စွာဟောထားတဲ့ပရိတ်တရားတော်တွေထဲမှာအလုံးကြားဘူးပြီးသားဖြစ်တဲ့ခန္ဓာပရိဒတ်ခန္ဓာတုတ်ဆိုတာရှိတယ်လျာကိုင်းကျွန်းလုပ်ငန်းတွေနဲ့အသက်မွေးနေကြတဲ့တောင်သူလယ်သမားဗုဒ္ဓဘာသာဝင်သူတော်စင်တွေဟာ
မွေဆိုးတွေရဲ့အန္တရာယ်ကိုမကြာခဏကြုံရလို့မြန်မာနိုင်ငံအနှံ့အပြားမှာနှစ်စဉ်နဲ့အမျှမွေကိုက်လို့သေဆုံးကြရတဲ့အသက်ဆုံးပါကြရတဲ့ပုဂ္ဂိုလ်တွေနည်းတာမဟုတ်ဘူးအဲ့ဒါလို့မွေအန္တရာယ်နဲ့ကြုံပြီးတော့အသက်ဆုံးကြရတာမျိုးတွေမဖြစ်အောင်ဘုရားမြတ်စွာရဲ့တရားဓမ္မတွေမှာကာကွယ်တဲ့နည်းစနစ်တွေမရှိဘူးလားလို့ဆိုရှိတယ်အဲ့ဒါပရိကြီး17တုတ်ထဲမှာပါတဲ့ခန္ဓာတုတ်ဆိုတာဒီကနေ့မှတ်သားနာယူပြီးတဲ့အခါမှာမွေဆိုးတွေရဲ့အန္တရာယ်အခြားအစိတ်တောက်ရှိတဲ့တရားတွေရဲ့အန္တရာယ်ဒါတွေမကဘူးလောကမှာကြုံတွေ့ရတဲ့အန္တရာယ်မျိုးစုံကဟောဒီပရိတရားတော်ကိုရွတ်ဖတ်သရေစေပြီးထိုပရိတရားတော်အတိုင်းလိုက်နာကျင့်သုံးမယ်ဆိုရင်အန္တရာယ်ခင်းရှင်းနိုင်တယ်တဲ့အဲ့ဒါကြောင့်မို့လို့ယုံယုံကြည်ကြည်နဲ့ဒီပရိတရားတော်လာကျင့်စဉ်များကိုကျင့်ကြံကြိုးကိုအထောက်ခြင်းဖြင့်အစိတ်တောက်ရှိတဲ့တ attva တွေရဲ့အန္တရာယ်ဟာကာကွယ်ပြီးသားဖြစ်လို့အန္တရာယ်ကင်းပြီးတော့မိမိတို့လုပ်ငန်းကိုင်တာတွေဖြောင်းဖြောင်းဖြူဖြူဒီလိုဖြစ်နိုင်တယ်ပေါ့ဒါကြောင့်မို့လို့ဒီသုတ်တံမှာခန္ဓာသုံးလို့ပရိကြီး17တုတ်မှာပါရှိတော်လဲအင်္ဂုတ္တရနိကေမှာတော့အဟိရာဇကုလတုတ်လို့ခေါ်တယ်အဟိရာဇကုလဆိုတာအဟိဆိုတာမွေရာဇကုလဆိုတာမင်းမျိုးမွေမင်းမျိုးနဲ့ပတ်သက်တဲ့တုတ်လို့ဒီလိုအဟိရာဇကုလတုတ်လို့ဒီလိုဟောတယ်950ဇတ်ထဲမှာဒီတုတ်တံကိုခန္ဓာဇတ်ဆိုပြီးတော့မြတ်စွာဘုရားဟောထားတာရှိတယ်ကျင့်စဉ်ကတော့တူတူပါပဲမြတ်စွာဘုရားကိုယ်တိုင်ကိုကအစိတ်တောက်ရှိတဲ့မွေတွေကြိုက်လို့ရှိရင်သို့မဟုတ်မွေတွေအကြိုက်မခံရအောင်မွေကြိုက်တော်လည်းပဲအစိတ်မတက်ရလေအောင်ဟောဒီခန္ဓာတုတ်ကိုရွတ်ဖတ်တရေစေခြင်းလိုက်နာကျင့်သုံးခြင်းဖြင့်မွေအန္တရာယ်တွေကာကွယ်နိုင်တယ်အခြားအန္တရာယ်တွေကိုလည်းကာကွယ်နိုင်တယ်အလွန်စွမ်းထက်တယ်လို့မြတ်စွာဘုရားကဒီလိုဟောထားတာရှိတယ်ဒါကြောင့်မလို့ဒီတုတ်နဲ့ပတ်သက်ပြီးတော့အလုံးသိကြတဲ့အတိုင်းသဗ္ဗတိဝိသဇာတိနံဒိဗ္ဗမန္တံကထံဝိယယန္နာသေတိဝိတံဂောရံသေတင်္စာပိပရိတယအတိဝိသဆိုတာအစိတ်တက်တာအလွန်ကိုမြန်လို့သူကအာတိဝိသအာတိဆိုတဲ့အဓိပ္ပာယ်ကအာတုဆိုတဲ့စကားလုံးကလာအာတုဆိုတာလင်းလင်းမြန်မြန်တက်လာတတ်တဲ့ဝိသအစိတ်တဲ့မွေများလူကိုကပ်လိုက်ပြီဆိုလို့ရှိရင်လူတွေရဲ့သွေးကြောတွေရောက်ပြီးတော့အစိတ်တက်တာအလွန်မြန်တယ်အဲ့ဒီမွေဆိုးတွေကြတယ်အဲ့ဒီအစိတ်လင်းမြန်တဲ့မွေတွေကိုအာတိဝိသလို့ခေါ်တယ်နောက်အဓိပ္ပာယ်တစ်နည်းကအာတိဆိုတာမွေဆွဲကိုပြောတာအဲ့ဒီမွေဆွဲထဲမှာအစိတ်တွေရှိတယ်မွေဆွဲကအဆွဲမှာအခေါင်းလေးတွေပါတယ်အဲ့ဒီအခေါင်းလေးထဲမှာအစိတ်တွေပါမွေကကိုက်လိုက်ပြီဆိုလို့ရှိရင်လူရဲ့သွေးတဲ့အဲ့ဒီအစိတ်တွေကိုကြံရည်တယ်အဲ့ဒီအစိတ်ဟာလွန်လင်းမြန်မြန်နဲ့အထက်ကိုတက်လာတတ်လို့အာတိဝိသလင်သောအစိတ်ရှိတယ်အစိတ်တက်လာပြီဆိုလို့ရှိရင်လူတွေဟာအသက်ရှင်ဖို့ခက်ခဲပြီးတော့သွားတာပေါ့ဒါဖြင့်အဲ့ဒီမွေတွေအကြိုက်မခံရအောင်ဘာလုပ်ရမလဲဒီသုတ်တံမှာကျင့်စဉ်တစ်ခုကိုပေးထားဒီသုတ်တံကိုရွတ်ဖတ်တရေစေပြီးတော့လိုက်နာကျင့်သုံးမယ်ဆိုရင်တဲ့သ
Tabati Vita Sadina စိတ်ပြင်းထန်တဲ့မွေတွေအားလုံးရဲ့ပြင်းထန်တဲ့အစိတ်တွေကိုဒိဗ္ဗမန္တံကရံဝိယနတ်တွေအသုံးပြုတဲ့နတ်မန္တံလိုပဲအလွန်စွန့်ထက်တဲ့ဒီတော့ဟာအကရဆိုတာဆေးနတ်ဆေးကိုအသုံးပြုမယ်ဆိုလို့ရှိရင်လည်းအစိတ်တွေကချက်ချင်းပြေပြောက်သွားတယ်မန္တံရွတ်ဖတ်လိုက်လို့ရှိရင်လည်းအစိတ်တွေကကျသွားတယ်ဒါကြောင့်မို့လို့နတ်ဗန္တန်နတ်ဆေးဝါးနဲ့အလားတန်တူတယ်လို့ဒီလိုပြောတယ်အဲ့ဒါလို့နတ်ဗန္တန်နတ်ဆေးဝါးတွေနဲ့အလားတန်တူတယ်ပြင်းထန်တဲ့အစိတ်ကိုချက်ချင်းဖယ်ရှားပြစ်နိုင်တယ်အဲ့ဒါလို့ဖယ်ရှားပြစ်နိုင်တာဟာဘယ်နေရာမှာဖယ်ရှားပြစ်နိုင်တာလဲဆိုတော့ဒီသုတ်တံမှာအာနာခိတ္တမိတပ္ပထတပ္ပဓာတပ္ပပါဏိနံအာနာခိတ္ဆိုတာမြတ်စွာဘုရားရဲ့ပြိတ္တကိုးတော်တွေရဲ့လွှမ်းမိုးတည်တံ့ရာအစွမ်းတကူပြန့်နှံ့ရာနယ်ဟာဘလောက်ကျယ်လဲဆိုရင်စัจ java လာခရေတသိန်းကျယ်အဲ့ဒီစัจ java လာခရေတသိန်းဟာဘယ်နေရာမှာပဲဖြစ်ဖြစ်ဘယ်မြို့မှာပဲဖြစ်ဖြစ်ဘယ်ရွာမှာပဲဖြစ်ဖြစ်ဘယ်ဒေသမှာပဲဖြစ်ဖြစ်ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်ဟောဒီပြိတ္တရားတွေရဲ့အစွမ်းတကူဟာရှိတယ်လို့ဒီလိုပြောတာအာနာခေအတွင်းမှာစัจ java လာဂရေတသိန်းမှာရှိတဲ့တိုင်းပြည်တွေမြို့ရွာတွေဒေသတွေမြည်သည့်နေရာမှာပဲဖြစ်ဖြစ်မြည်သည့်အခါမှာပဲဖြစ်ဖြစ်ဟောဒီပြိတ္တရားရဲ့အစွမ်းတကူကြောင့်တဲ့မွေဆိုးတွေဟာမကိုက်နိုင်ဘူးမတော်တဆကိုက်မိသွားလို့ရှိရင်လည်းပဲငွေစိတ်မတက်ဘူးလို့ဟောတယ်လို့မြတ်စွာဘုရားကဒီသုတ်တံမှာဟောထားတာနော်ဒီသုတ်တံစကားကိုရွတ်ဖတ်ချင်အောင်လို့ရှေ့ပိုင်းကအကျိုးကျေးဇူးကိုပြထားတယ်တဗ္ဗာတိဝိတဇာတိနံဒိဗ္ဗမန္တံကတံဝိယယန္နာသေတိဝိတံဂောရံသေသင်္စာပိပရိတယံအာနာခိတံမိတပ္ပထသဗ္ဗရာသဗ္ဗပါဏိနံသဗ္ဗသောပိနိဝါရေတိဒါဒီပရိတရားရဲ့အကျိုးတရားတွေကိုပြောတာမွေဆိုးရဲ့အန္တရာယ်မွေအစိတ်ကိုသာပယ်နိုင်တာလားလို့ဆိုမဟုတ်ဘူးတဲ့သေသင်္စာပိပရိတယံအခြားသောဘေးရန်တွေကိုလည်းပဲအကာအကွယ်ပေးတယ်ဆိုဒီပရိဟာပရိတရားတော်တွေထဲမှာအစွမ်းအထက်ဆုံးလို့တောင်ဆိုရတယ်အဲ့တော့တာမန်အနေနဲ့မထားပဲနဲ့ဟောဒီခန္ဓာတုတ်ဆိုတဲ့ပရိတရားလူတိုင်းကြက်မှတ်ပြီးတော့လိုက်နာကျင့်သုံးတဲ့နဲ့မေတ္တာပွားတဲ့နဲ့ပရိတရားတော်ညွှန်ကြားတဲ့အတိုင်းလိုက်နာဆောင်ရွက်ရမှာဖြစ်တယ်သဗ္ဗသောပိနိဝါရေတိဘက်စုံကနေပြီးအန္တရာယ်တွေကိုအကာအကွယ်ပေးတယ်လို့ဆိုတာအဲ့ဒါကြောင့်မို့လို့ဒီပရိတရားရဲ့တကူကိုယူပြီးတော့ဘုန်းကြီးတို့တွေအန္တရာယ်ခင်းဝေးမှုကိုကာကွယ်ပြုကြရမှာဖြစ်တယ်တဲ့မိမိတို့ရဲ့နေ့စဉ်ဘဝအန္တရာယ်ကင်းရှင်းခြင်းနဲ့အန္တရာယ်ခတ်သိမ်းဘေးရန်ခတ်သိမ်းကင်းခြင်းလို့ဒါတွေကဆူတောင်းနေုံနဲ့မရဘူးလှုပ်ဆောင်ရမယ့်ကိစ္စတစ်ခုကိုလှုပ်ဆောင်ဖို့လိုအပ်တယ်ဒါကြောင့်မို့ဒီပရိတရားကိုဟောတာမြတ်စွာဘုရားကဲဒါဖြင့်အန္တရာယ်ကင်းဖို့အတွက်ဘာလုပ်ရမလဲဆိုတော့လူလောကမှာရှင်းရှင်းလေးပဲလေကိုယ်ကိုအန္တရာယ်ပေးတယ်ဆိုတဲ့အရာတွေဟာကိုယ်နဲ့မတည့်ဘူးရန်သူဖြစ်နေရင်ကိုယ်ကိုအန္တရာယ်ပေးတတ်တာဒါသဘာဝအဲ့တော့အန္တရာယ်ပေးမဲ့ပုဂ္ဂိုလ်ပဲဖြစ်စေကိုယ်နဲ့မိတ်ဆွေဖြစ်သွားလို့ရှိရင်ကိုယ့်အတွက်အန္တရာယ်မရှိဘူးပေါ့
ဒါကြောင့်မလို့စိတ်ပြင်းထန်တဲ့တတ္တဝါတွေနဲ့မေတ္တာနှောင်ကြိုးဖွဲ့ပြီးတော့မိတ်ဆွေဖွဲ့ဖို့လိုအပ်တယ်တဲ့ဒါနံပါတ်1ကမိတ်ဆွေဖွဲ့ရမယ်လောကမှာအစိတ်ပြင်းထန်တဲ့မွေမျိုးနဂါးမျိုးဟာ၄မျိုးရှိတယ်ဆိုပြီးတော့မြတ်စွာဘုရားပထမစပြီးတော့ဟောဝိရူပခေဟိမေမေတ္တံမေတ္တံဧရာပထေဟိမေသဗ္ဗပုဒ္ဒေဟိမေမေတ္တံမေတ္တံကန္နာခောရမကေဟိသာတဲ့ဒီဝိရူပခနံပါတ်1မွေမျိုးနဂါးမျိုးပါဝိရူပခနောက်ဒုတိယအမျိုးအစားကဧရာပထဧရာပထမွေမျိုးတတိယအမျိုးအစားကသဗ္ဗပုဒ္ဒဆိုတဲ့မျိုးစတုထအမျိုးအစားကကန္နဂေါရမအဲ့ဒီလိုမွေ၄မျိုးရှိတယ်ဝိရုပက္ခဆိုတဲ့မွေမျိုးဧရာပထဆိုတဲ့မွေမျိုးသဗ္ဗပုဒ္ဒဆိုတဲ့မွေမျိုးကန္နဂေါရမဆိုတဲ့မွေမျိုးဒီမွေမျိုးတွေဟာအလွန်အစိတ်ပြင်းထန်တဲ့မွေမျိုးတွေတဲ့ဗမာပြည်မှာဆိုလို့ရှိရင်မဘွေးတို့မွေဟောက်တို့ပေါ့အလွန်အစိတ်ပြင်းတဲ့မွေတွေလူတွေကမဘွေးဆိုရင်မဘွေးလို့တော့မခေါ်ရဘူးပိုးထိတယ်လို့ပြောကြနော်မွေဘွေးတို့မွေဟောက်တို့ဆိုတာအလွန်အစိတ်ပြင်းတယ်တဲ့လောကမှာမွေတွေကလည်းအမျိုးအစားအမတန်မှများတယ်တချို့မွေကအများစုကတော့ဓာထဝိတပဲကိုက်လိုက်တဲ့အခါမှာအစိတ်တက်တဲ့မွေကတစ်မျိုးဒိဋ္ဌဝိတမြင်လိုက်တာနဲ့အစိတ်တက်တဲ့မွေမျိုးမကိုက်ရဘူးမြင်လိုက်တာနဲ့ပဲအစိတ်တက်တယ်အဲ့ဒီမွေကတော့အလွန်ကြောက်စရာကောင်းတယ်အဲ့ဒီမွေကိုသွားကြည့်လိုက်တာနဲ့လူမှာအစိတ်တက်သွားနောက်တစ်ခုကဖုဋ္ဌဝိတတယ်မွေကကိုက်တာမဟုတ်ဘူးမွေကိုနဲ့ထိလိုက်တာနဲ့အစိတ်တက်တယ်အဲ့ဒီမွေကလည်းအလွန်ကြောက်စရာကောင်းတယ်အဲ့ဒီမွေတွေထဲမှာဓာထဝိတဆိုတဲ့မွေကတော့မြန်မာပြည်မှာမကြာခဏတွေ့ကြုံနေကြတာမွေကြိုက်တယ်ဆိုတာဒိဋ္ဌဝိသမွေဆိုတာတော့မတွေ့ကြုံဘူးကြဘူးဖုဋ္ဌဝိသမွေဆိုတာလည်းပဲမတွေ့ကြုံဘူးကြဘူးသို့သောပါဠိစာပေမှာမှတ်တမ်းတစ်ခုရှိတယ်ရှင်သာရိပုတ္တရာမထေရရဲ့ညီရှင်ဥပဒေနဆိုတာရှိရှင်ဥပဒေနကတောင်ကောင်းလှိုင်ကူတစ်ခုထဲမှာထိုင်ပြီးတော့သင်္ကန်းလေးချုပ်နေတာအဲ့ဒီလိုချုပ်နေတဲ့အချိန်မှာဂူနံရံမျက်နှာချက်ကမွေကလေးနှစ်ကောင်ကတစ်ကောင်တစ်ကောင်ဆော့ကစားနေရကနေပြီးမွေလေးတစ်ကောင်ကရှင်ဥပဒေနရဲ့ပခုံးပေါ်ဖတ်ခနဲ့ကြာဖတ်ခနဲ့ကြာလိုက်တာနဲ့တပြိုင်နက်တစ်ခုလုံးအစိတ်တက်သွားအဲ့ဒါနဲ့ရှင်ဥပဒေနရှင်သာရိပုတ္တရာရဲ့ညီအရင်ပေါ့ရဟန္တာကြီးပဲမွေလေးကကြိုက်တာမဟုတ်ဘူးပခုံးပေါ်ဖတ်ခနဲ့ကြာလိုက်တာနဲ့အသားနဲ့မွေရဲ့ခန္ဓာကိုယ်နဲ့ထိလိုက်တာနဲ့အစိတ်တွေတက်ပြီးတော့ပြိဋိနိဗ္ဗာန်ဆံသွားရတယ်ဆိုတဲ့မှတ်တမ်းရှိအဲ့တော့ဒီမွေမျိုးကတော့မြန်မာပြည်မှာတော့မကြားဘူးပေါ့ဒီချိန်တုန်းကအိန္ဒိယနိုင်ငံမှာရှိခဲ့တယ်လို့သူပြောတယ်တော့အဲ့ဒီမွေတွေကလည်းပဲအလွန်ကြောက်စရာကောင်းတဲ့မွေတွေပေါ့အဲ့ဒီမွေတွေအမျိုးအစားရှိတဲ့ထဲကနေပြီးတော့ဘယ်မွေမျိုးပဲဖြစ်ဖြစ်အဓိကမွေမျိုးကြီး၄မျိုးတည်းကမွေတွေကိုအာယုံပြုပြီးတော့မေတ္တာပွားဖို့လိုတယ်တဲ့မေတ္တာပွားတယ်ဆိုတာမိတ်ဖွဲ့တာပဲဒါကြောင့်မို့ဝိရုပက္ခေဟိမေမေတ္တံဆိုတာ
ဝိရုပက္ခမွေတွေနဲ့လည်းပဲမိတ်ဆွေဖွဲ့ပါတယ်မေတ္တာသက်ဝင်ပြီးတော့ကျွန်တော်နဲ့အပြန်အလှန်မေတ္တာထားပြီးတော့မိတ်ဆွေဖွဲ့ပါတယ်လို့ဒီလိုမေတ္တာပို့ဖို့လိုအပ်တယ်ထို့တူပဲဧရာပဋ္ဌဆိုတဲ့မွေမျိုးတွေသဗ္ဗဗုဒ္ဓဆိုတဲ့မွေမျိုးတွေကန္နဂေါရမဆိုတဲ့မွေမျိုးတွေနဲ့လည်းမေတ္တာသက်ဝင်ချစ်ခင်ခြင်းဖြင့်မိတ်ဆွေဖွဲ့ပါတယ်လို့မေတ္တာပို့ဖို့မိတ်ဆွေဖွဲ့ဖို့လိုအပ်တယ်မေတ္တာရဲ့အစွမ်းတကူဟာအလွန်မှထက်တယ်ပေါ့ထိုမွေတွေမိမိမြင်သည်ဖြစ်စေမမြင်သည်ဖြစ်စေလောကမှာရှိကြတဲ့အစိတ်ပြင်းထန်တဲ့မွေတွေနဲ့ကျွန်ုပ်ရဲ့မေတ္တာဟာထိုမွေတွေနဲ့မေတ္တာသက်ဝင်ချစ်ခင်ခြင်းဖြင့်ထိုမွေတွေနဲ့မိတ်ဆွေဖြစ်ပါရစေမိတ်ဆွေဖြစ်ပါတယ်မွေတွေပေါ်မှာမေတ္တာထားပါတယ်လို့ဆိုတာစိတ်ထဲကလည်းမေတ္တာအာယုံပြုပြီးတော့မေတ္တာပို့တယ်နှုတ်ကလည်းပဲရွတ်ဆိုတယ်ဆိုလို့ရှိရင်ထိုပုဂ္ဂိုလ်ဟာနှုတ်ကလည်းရွတ်ဆိုမယ်စိတ်ကလည်းတကယ်မေတ္တာပို့နေမယ်ဆိုလို့ရှိရင်အဲ့ဒီမွေတွေဟာမိမိကိုအန္တရာယ်မပေးတော့ဘူးတဲ့ဘယ်တတ္တဝါပဲဖြစ်ဖြစ်ကိုယ့်ကိုအန္တရာယ်ပေးတဲ့ပုဂ္ဂိုလ်မှအန္တရာယ်ပေးတတ်တယ်ကိုယ်ကသူတို့ပေါ်မှာမေတ္တာထားလို့ရှိရင်တတ္တဝါတွေကလည်းကိုယ့်အပေါ်မှာပြန်ပြီးတော့မေတ္တာထားလို့ရှိတာဒါသဘာဝပဲပေါ့တခါတော့ကဘင်္ဂလားဒေ့ရှ်နိုင်ငံမှာသတင်းစာထဲမှာဖတ်လိုက်ရတဲ့အကြောင်းအရာလေးတစ်ခုရှိဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဖြစ်ပျက်ခဲ့တာပေါ့အိမ်တဲ့အိမ်ပေါ်မှာမွေဟောက်တစ်ကောင်တွေ့မွေဟောက်ကိုသူတို့နိုင်ငံကဘာသာစကားနဲ့ဆိုရင်နာဂလို့ပဲခေါ်တယ်နဂါပေါ့မွေဟောက်တစ်ကောင်တွေ့တော့အိမ်ရှင်လုပ်တဲ့ပုဂ္ဂိုလ်ကအဲ့ဒီမွေဟောက်ကိုခြောက်တဲ့အနေနဲ့ထုံးနဲ့ရိုက်လိုက်တယ်ရိုက်ပြီးတော့မွေကိုကြောက်အလားနဲ့ရိုက်လိုက်တော့အဲ့ဒီမွေဟာသူ့မျက်စိရောက်ကနေပျောက်ပြီးတော့သွားတယ်မွေလေးကဒဏ်ရာရသွားတယ်ပေါ့ဒဏ်ရာရပြီးတော့လွတ်သွားအဲ့ဒီလိုဒဏ်ရာရသွားတဲ့မွေကဘယ်ရောက်သွားမှမသိဘူးနောက်တည့်ရက်ကျတော့မွေဟောက်တွေ40-50ကောင်တန်းစီပြီးတော့သူ့အိမ်ပေါ်တက်လာကြတဲ့အဲ့ဒါနဲ့အိမ်ကလူတွေအကုန်ထွက်ပြေးကြမနေရဲကြတော့မွေတွေတက်လာကြအဲ့ဒါသဘောကတော့မွေတကောင်ကိုသူတို့ရိုက်လိုက်တဲ့အကြောင်းမို့လို့ဒီရဲ့မွေရဲ့ဆွေမျိုးသားချင်းတွေကလာပြီးတော့ဒီပုဂ္ဂိုလ်ကိုအန္တရာယ်ပြုဖို့ရောက်လာကြတဲ့သဘောပဲအဲ့ဒါနဲ့ထွက်ပြေးကြရတယ်ဒီလိုသတင်းစာတွေပါခဲ့ဘူးတယ်အဲ့ဒီနိုင်ငံတွေမှာမွေဟောက်ကိုနာဂလို့ခေါ်တယ်အိန္ဒိယနိုင်ငံမှာလည်းပဲမွေဟောက်ကိုနာဂလို့ပဲခေါ်တယ်ဗမာပြည်ကတော့နဂါဆိုလို့ရှိရင်ပတိဆရာတွေရေးချယ်ထားလို့အပေါ်ကအမောက်ပါမနဂါလို့ထင်တယ်မွေတွေဟာနဂါပဲအမှန်ကားအဲ့ဒီမွေမျိုးတွေဟာမိမိကိုအန္တရာယ်ပြုပြီဆိုလို့ရှိရင်လူကိုပြန်ပြီးတော့အန္တရာယ်ပြုတတ်တယ်ဒါကြောင့်မို့လို့မြန်မာပြည်မှာလည်းအတွေ့အကြုံရှိကြတယ်မွေဥတွေပါလေများယူလာမေးလို့ရှိရင်အနံ့ခံပြီးတော့မွေတွေကလိုက်လာတတ်တယ်ရဟန်းတော်တွေကိုမြတ်စွာဘုရားကဝိနည်းသိက္ခာပုဒ်မှာပြညတ်ထားတာရှိတယ်မွေသားမစားရဘူးလို့ဘာဖြစ်လို့မွေသားမစားရသလဲလို့ဆိုရင်မွေသားစားထားတဲ့ပုဂ္ဂိုလ်ရဲ့အနံ့ကဒီအနံ့ကိုမွေတွေကသိတယ်သိတဲ့အခါကျတော့
အဲ့ဒီယဟန်ကိုအန္တရာယ်ပြုတတ်တယ်တဲ့ငွေသားစားထားတဲ့ပုဂ္ဂိုလ်ဆိုငွေကအနံ့ရသည့်အတွက်ကြောင့်အဲ့ဒီပုဂ္ဂိုလ်ကိုအန္တရာယ်ပြုတယ်ဒါကြောင့်မို့လို့ယဟန်နေငွေသားမစားရဘူးလို့မြတ်စွာဘုရားပြညတ်ထားတာရှိတယ်ယိတိတတ္တဝါပဲဖြစ်ဖြစ်သူတို့ရဲ့အန္တရာယ်ပြုတဲ့ပုဂ္ဂိုလ်ဆိုရင်သူတို့ယံသူလို့သတ်မှတ်ပြီးတော့ဒုက္ခပေးတတ်တယ်အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားကမိမိကိုယ်တိုင်မေတ္တာထားကြဖို့မွေတွေတွေ့ရင်မတတ်ဘဲနဲ့မေတ္တာထားဖို့အဲ့ဒါလို့မေတ္တာထားခြင်းဖြင့်မွေတွေရဲ့မေတ္တာကိုလည်းပဲမိမိတို့ကပြန်ရရှိမှဖြစ်တယ်လို့ဒီလိုဟောတာဝိရုပက္ခေဟိမေမေတ္တံဒါပထမမေတ္တာပွားရအောင်ဝိရုပက္ခဆိုတဲ့မွေမျိုးတွေနဲ့ကျွန်ုပ်ရဲ့မေတ္တာဟာဖြစ်ပါစေကျွန်ုပ်ရဲ့မေတ္တာဝိရုပက္ခမွေမျိုးတွေထံရောက်ရှိပါစေလို့မေတ္တာပို့တာထို့တူပဲမေတ္တံဧရာပတိဟိမေဧရာပထမွေမျိုးတွေနဲ့လည်းပဲကျွန်ုပ်မေတ္တာဖွဲ့ပါတယ်ကျွန်ုပ်မေတ္တာဟာဧရာပထမွေမျိုးတွေထံလည်းရောက်ရှိပါစေသဗ္ဗဗုဒ္ဓေဟိမေမေတ္တံသဗ္ဗဗုဒ္ဓမွေမျိုးတွေနဲ့လည်းကျွန်ုပ်ရဲ့မေတ္တာနှောင်ကြိုးဖွဲ့ပါတယ်ကျွန်ုပ်မေတ္တာသဗ္ဗဗုဒ္ဓမွေမျိုးတွေထံရောက်ပါစေမေတ္တံကန္နာဂေါရမကေဟိသကန္နာဂေါရမကမွေမျိုးတွေနဲ့လည်းကျွန်ုပ်မေတ္တာဖွဲ့ပါတယ်မိတ်ဆွေဖွဲ့ပါတယ်ကျွန်ုပ်မေတ္တာတက်ရောက်ပါစေလို့ဒီလိုမေတ္တာပွားပါတဲ့အဲ့ဒီလိုမေတ္တာပွားခြင်းဖြင့်မွေတွေရဲ့အန္တရာယ်ဟာကာကွယ်ပြီးသားဖြစ်ပါတယ်နေ့စဉ်နဲ့အမျှဒီပါဠိလေးကိုရွတ်ဖတ်ခြင်းဒီအတိုင်းစိတ်ကနေအာယုံစိုက်ပြီးတော့မွေမှန်သမျှကိုမေတ္တာပို့ခြင်းဖြင့်မွေဆိုးတွေရဲ့အန္တရာယ်ကကင်းစင်နိုင်တယ်သို့မဟုတ်ရင်နေ့စဉ်နဲ့အမျှမြန်မာနိုင်ငံမှာလေယာလုပ်ငန်းလုပ်ကိုင်နေကြတဲ့ပုဂ္ဂိုလ်တွေမွေဆိုးအန္တရာယ်နဲ့အသက်ဆုံးရှုံးကြရတာအများကြီးပဲဒါကြောင့်မို့အကာအကွယ်တစ်ခုဆိုတာလူတိုင်းမှာရှိတဲ့နဲ့ပေါ့ဒါမွေတွေကိုအဓိကထားပြီးတော့ဟောတာနောက်တစ်ခုကလောကမှာမြည်သည့်တတ္တဝါပဲဖြစ်ဖြစ်မိမိနဲ့မေတ္တာသက်ဝင်ချစ်ခင်နေဖို့လိုအပ်တယ်မေတ္တာခန်းချောက်သွားပြီဆိုရင်တူအန္တရာယ်ပြုနိုင်တယ်ပေါ့အန္တရာယ်ပြုတာနဲ့တပြိုင်တည်းအန္တရာယ်မကင်းဘူးဆိုတာဖြစ်လာနိုင်တယ်ဒါကြောင့်မို့လို့တတ္တဝါအမျိုးအစားလိုက်မေတ္တာပွားဖို့ကိုမြတ်စွာဘုရားကဆက်ပြီးတော့ဟောတာရှိတယ်နော်အပါဒကေဟိမေမေတ္တံခြေမရှိတဲ့တတ္တဝါခြေတော့မပါတဲ့တတ္တဝါဆိုတာမွေကိုပဲပြောတာပဲခြေတော့မပါတဲ့တတ္တဝါတွေမှန်သမျှတခြားတတ္တဝါတွေလည်းတူတူပေါ့ရင်နဲ့တွားသွားတဲ့တတ္တဝါတွေခြေတော့မပါဘူးခရုတို့ပကြိတို့လည်းခြေတော့မပါဘူးပေါ့နော်အဲ့ဒီလိုခြေတော့မပါတဲ့တတ္တဝါတွေလည်းကျွန်ုပ်ရဲ့မေတ္တာဟာအတူတကွာရှိပါစေသူတို့ပေါ်မှာလည်းမေတ္တာထားရမယ်မေတ္တံဒိပါဒကေဟိမေခြေတော့တဲ့တတ္တဝါကိုခွဲလိုက်တာခြေတော့နှစ်ချောင်းရှိတဲ့တတ္တဝါတွေနဲ့လည်းပဲမေတ္တာသက်ဝင်ချစ်ခင်မှုရှိပါစေလူတွေဟာခြေနှစ်ချောင်းရှိတာပေါ့အဲ့တော့ခြေနှစ်ချောင်းရှိတဲ့ပုဂ္ဂိုလ်တွေကိုလည်းပဲမေတ္တာပို့ပါတဲ့နောက်တစ်ခုကစတုပ္ပရိဟိမေမေတ္တံမေတ္တံဘဟုပ္ပရိဟိမေအခြေ၄ချောင်းရှိတဲ့တတ္တဝါတွေနဲ့လည်းမေတ္တာသက်ဝင်ချစ်ခင်မှုရှိပါစေကျွဲတို့နွားတို့ခွေးတို့အခြေ၄ချောင်းရှိတဲ့တတ္တဝါတွေအခြေ၂ချောင်းရှိတာတွေဆိုတာကြက်တို့လူတို့ခြေတော်၂ချောင်းရှိတဲ့တတ္တဝါတွေငှက်တွေတို့ခြေ၂ချောင်းရှိတာတွေအခြေ၄ချောင်းရှိတာကျွဲနွားခွေးတိရစ္ဆာန်ဒါမျိုးတွေအခြေ၄ချောင်းရှိတယ်သူတို့ပေါ်လည်းပဲမေတ္တာဘာဝနာထားပါတဲ့မေတ္တာပွားပေးပါ
နောက်တစ်ခုကမေတ္တံဘဟုပတိဟိမေခြေရည်များစွာရှိတဲ့တတ္တဝါတွေနဲ့လည်းပဲမေတ္တာသက်ဝင်ချစ်ခင်ပါစေလို့အခြေအများကြီးရှိတဲ့တတ္တဝါဆိုတာလေးချောင်းနဲ့ပူတာကိုအများလို့သတ်မှတ်ရတယ်။ဒါကြောင့်ဘဒုံကောင်တွေတို့ဘာတို့ကြတော့အခြေလေးချောင်းနဲ့ပူတယ်ပေါ့အခြေ6ချောင်းရှိတာခြေနေမှာခြေတော့ဘယ်နှချောင်းရှိခြေနေကလည်းခြေတော့4ချောင်းရှိတာပဲเนาะအဲ့တော့အခြေ4ချောင်းရှိတဲ့တတ္တဝါအခြေ2ချောင်းရှိတဲ့တတ္တဝါအခြေများစွာခြေတော့များစွာရှိတဲ့တတ္တဝါကင်းခြေများလို့ဆိုလို့ရှိရင်ခြေတော့တွေများစွာရှိတယ်အဲ့ဒီလိုတတ္တဝါတွေကိုခွဲလိုက်တဲ့အခါမှာခြေတော့မပါတဲ့တတ္တဝါခြေတော့2ချောင်းပါတဲ့တတ္တဝါခြေတော့4ချောင်းပါတဲ့တတ္တဝါခြေတော့များစွာပါတဲ့တတ္တဝါလို့ဒီလိုခွဲတယ်အဲ့တော့ဗမာစကားပုံထဲမှာငေါင်းခြေတော့တစ်ချောင်းမစားကောင်းဆိုခြေတော့တစ်ချောင်းနဲ့ငေါင်းဆိုတဲ့တတ္တဝါရှိတယ်လို့ကပြောတာဒီသုတ်တန်ရဆိုလို့ရှိရင်ခြေတော့တစ်ချောင်းရှိတော့တတ္တဝါလို့မရှိသည့်အတွက်ကြောင့်ခြေတော့တစ်ချောင်းနဲ့တတ္တဝါတော့ရှိဖို့မရဘူးပေါ့ခြေတော့3ချောင်းနဲ့တတ္တဝါလည်းရှိဖို့မရဘူးအဲ့တော့ရှိနိုင်တာကခြေတော့မရှိတဲ့တတ္တဝါရဲ့ခြေတော့2ချောင်းရှိတဲ့တတ္တဝါရဲ့ခြေတော့4ချောင်းရှိတဲ့တတ္တဝါရဲ့ခြေတော့များစွာရှိတဲ့တတ္တဝါရဲ့အဲ့ဒီတတ္တဝါတွေနဲ့မေတ္တာသက်ဝင်ချစ်ခင်မှုရှိပါစေလို့မေတ္တာဘာဝနာပွားဖို့မြတ်စွာဘုရားကဒီပရိတရားတော်မှာဟောတာအဲ့ဒီလိုမေတ္တာပွားပြီဆိုလို့ရှိရင်ကိုယ့်ကိုယ်အန္တရာယ်ဟာကာကွယ်ပြီးသားဖြစ်သွားတယ်အဲ့ဒီလိုမေတ္တာပို့ပြီးတဲ့နောက်မှာကိုယ့်ရဲ့ဆန္ဒဖော်ထုတ်ပြီးတော့ပြတယ်ကိုယ့်ရဲ့ဆန္ဒကိုဖော်ထုတ်ပြီးပြတယ်မာမံအပ္ပါဒကောဟိန္တိခြေတော့မရှိတဲ့တတ္တဝါကလည်းငါ့ကိုမညှင်းဆဲပါနဲ့ကိုယ်ကလည်းသူ့ကိုမညှင်းဆဲဘူးလေကိုယ်ကသူ့ကိုမညှင်းဆဲသည့်အတွက်ကြောင့်သူကလည်းကိုယ့်ကိုမညှင်းဆဲပါနဲ့လို့ဆိုတာပြောဆိုလို့ရတယ်ပေါ့ကိုကညှင်းဆဲနေမှတော့ဒီလိုပြောလို့မရဘူးဒါကြောင့်မို့ဒါမေတ္တာပို့တဲ့သဘောတစ်ခုပဲမာမံအပ္ပါဒကောဟိန္တိမာမံဟိန္တိဓိပါဒကောခြေတော်2ချောင်းရှိတဲ့တတ္တဝါကလည်းကျွန်ုပ်ကိုမညှင်းဆဲပါစေနဲ့မာမံစတုဝရောဟိန္တိခြေ4ချောင်းရှိတဲ့တတ္တဝါကလည်းကျွန်ုပ်ကိုမညှင်းဆဲပါစေမာမံဟိန္တိဘဟုပတောခြေတော်တွေများစွာရှိတဲ့တတ္တဝါကလည်းကျွန်ုပ်ကိုမညှင်းဆဲပါစေနဲ့လို့တတ္တဝါတွေကိုအာယုံပြုပြီးတော့မေတ္တာဘာဝနာပွားဖို့ဒီခန္ဓာတုံမှာမြတ်စွာဘုရားဟောတာအဲ့ဒါကြောင့်မို့လို့ယုံယုံကြည်ကြည်နဲ့အခုလိုအာယုံစိုက်ပြီးတော့မေတ္တာပွားမယ်ဒီပရိတရားတော်ကိုရွတ်ဖတ်တရေစေပြီးတော့မေတ္တာပွားမယ်ဆိုလို့ရှိရင်မွေဆိုးရဲ့အန္တရာယ်ဟာကင်းသွားမှသိကြတယ်ပေါ့မြန်မာနိုင်ငံမှာတချို့မွေစိတ်ချတဲ့ဆရာတွေဟာဟောဒီခန္ဓာတုတ်ကိုရွတ်ဖတ်ပြီးတော့မွေစိတ်ကိုချပြီးတော့ကုသပေးနေတဲ့ဆရာတွေရှိတယ်အဲ့တော့ကိုယ်တိုင်ကနေ့စဉ်နဲ့မပြတ်ပါဠိကိုမှန်မှန်ကန်ကန်သင်ကြားပြီးတော့အ내ဒိဋ္ဌိပဲသိပြီးရွတ်ဆိုပွားများအားထုတ်မယ်ဆိုလို့ရှိရင်မိမိကိုယ်တိုင်လည်းပဲအန္တရာယ်ကင်းမှာပဲအန္တရာယ်ကျုံလာတဲ့ပုဂ္ဂိုလ်ကိုလည်းပဲဝေစိတ်တက်ဖို့ဝေထိလို့အန္တရာယ်ကျုံလာတဲ့ပုဂ္ဂိုလ်မျိုးကိုလည်းပဲအကူအညီပေးနိုင်မှာပဲပေါ့အဲ့တော့ကိုယ်တိုင်လူတိုင်းဟာဟောဒီမေတ္တာဘာဝနာပွားပြီးတော့ဒီပရိတရားတော်ကိုရွတ်ဖတ်တရေဆဲနေမယ်ဆိုရင်အန္တရာယ်တွေကင်းလာကြမှာပေါ့ဒါကြောင့်မို့လို့လေ့ကျင့်အားထုတ်တဲ့အရာတစ်ခုဖြစ်တယ်နောက်တတ္တဝါအလုံးကိုမေတ္တာပို့ဖို့ရသဗ္ဗေတတ္တသဗ္ဗေပါဏာသဗ္ဗေဘူတာသကေဝလာ
တတ္တဝါမှန်သမျှနော်သဗ္ဗေတတ္တတတ္တဝါမှန်သမျှသဗ္ဗေပါဏာဆိုတာအသက်ရှူတဲ့တတ္တဝါတွေမှန်သမျှသဗ္ဗေဘူတာသခေဝလာကိုထင်ရှားရှိတဲ့တတ္တဝါတွေမှန်သမျှသဗ္ဗေဗတ္တရာနိပတ္တန္တုမေတ္တာပို့ပုံလေးတစ်ခုတတ္တဝါတွေအားလုံးဟာအကောင်းတွေနဲ့ပဲတွေ့ဆုံကြပါစေလို့ဒီလိုမေတ္တာပို့ပါကောင်းတာတွေကိုသာမြင်တွေ့ကြပါစေတတ္တဝါမှန်တယ်၍ကောင်းတာတွေကိုသာမြင်တွေ့ကြပါစေလို့ဒီလိုမေတ္တာပို့ပါတဲ့နောက်တစ်ခုကမာကိစိပါပမာဂမဘယ်ပုဂ္ဂိုလ်မှဘယ်တတ္တဝါမှဆင်းရဲဒုက္ခအဆိုးတွေနဲ့မကြုံတွေ့ကြပါစေနဲ့လို့ဒီလိုမေတ္တာပို့ပါတဲ့မေတ္တာပို့ပုံလေးဒီသုတ်တံမှာ2မျိုးဟောတယ်အလုံးကောင်းတာတွေနဲ့သာတွေ့ဆုံကြပါစေမကောင်းတာတွေနဲ့မဆုံစည်းကြပါစေနဲ့လို့အဲ့ဒီလိုမေတ္တာဘာဝနာပွားပါတဲ့မေတ္တာဆိုတာကိုယ်တိုင်ပွားရမယ့်အရာဖြစ်တယ်တချို့ကတပည့်တော်ကိုမေတ္တာပို့ပေးပါခင်ဗျာလို့ဆိုပြီးတော့သူများမေတ္တာကိုခံယူခြင်းပါတယ်လို့လျှောက်ကြတယ်တကယ်တော့အဲ့ဒါမမှန်ဘူးနော်မေတ္တာဆိုတာကိုယ်တိုင်ပွားရမယ့်ဟာအရာသာဖြစ်တယ်ကိုကသူများမေတ္တာကိုခံယူခြင်းတယ်ဆိုတာဟာကိုယ်တိုင်လုံးဝမှပြင်းတယ်လို့ဖြစ်နေတယ်မေတ္တာအကျိုး17မျိုးဆိုတာရတာကိုယ်တိုင်မေတ္တာပို့တဲ့ပုဂ္ဂိုလ်မှရတာသူများမေတ္တာခံယုံနဲ့မေတ္တာအကျိုး17မျိုးရမှာမဟုတ်ဘူးဒါကြောင့်မို့မေတ္တာဆိုတာကိုယ်တိုင်ပွားရတာကဖြစ်တယ်သို့သောတရားဓမ္မတွေကဆရာတော်တွေနဲ့တွေ့တဲ့အခါရှောက်လို့ရှိတယ်တပည့်တော်မေတ္တာပို့ပေးပါအောင်ခင်ဗျာလို့ရှင်ဘုရားမေတ္တာခံယူပါတယ်လို့အဲ့ဒါကိုယ်တိုင်ပို့ရမှာကိုမေ့လျော့ပြီးတော့ပြောတဲ့စကားမျိုးဖြစ်နေတယ်အဲ့တော့မေတ္တာဆိုတာကိုယ်တိုင်ပွားရမယ်လို့မှတ်ထားပြီးကိုယ်တိုင်ကမေတ္တာပွားဖို့လိုအပ်ပါတယ်ကိုယ်တိုင်မေတ္တာပွားမှအန္တရာယ်ဟာအပြည့်အဝကင်းမှာဖြစ်ပါတယ်ဒီမှာမေတ္တာပွားပုံနေနောက်မေတ္တာပွားပြီးတော့ဘုရားကုံတရားကုံသံဃာကုံကိုအာယုပြုပုံလေးတစ်ခုနောက်ဆက်တွဲကဆက်ဟောထားတယ်အပမနောဗုဒ္ဓောမြတ်စွာဘုရားဟာတဲ့အတိုင်းအတာကန့်သတ်မရှိအောင်ကြီးမားသောဂုဏ်တော်ကျေးဇူးတော်တွေနဲ့ပြည့်စုံပါလေဘုရားဆိုတာဂုဏ်ရည်ချင်းအပြင်တိုင်းတာကန့်သတ်လို့ရတဲ့ပုဂ္ဂိုလ်မျိုးမဟုတ်ဘူးအတိုင်းအတာကင်းမဲ့တဲ့ပုဂ္ဂိုလ်မျိုးဖြစ်တယ်ဒါကြောင့်မို့အပမာဏဘုရားဂုဏ်တော်တွေဟာအတိုင်းအဆမရှိအောင်ကြီးကျယ်များများလှတယ်ဘုရားကိုချီးမွမ်းတာဘုရားဂုဏ်တော်ကိုအာရုံပြုတာထို့တူပဲအပမာနောဓမ္မောဓမ္မရဲ့ဂုဏ်တွေဟာလည်းပဲအတိုင်းအတာကန့်သတ်မရှိလောက်အောင်ကြီးကျယ်မြင့်မြတ်လှပါတယ်အပမာနောတန်ခောအရိယသံဃာတော်အရှင်မြတ်တို့ရဲ့ဂုဏ်ကျေးဇူးတွေဟာလည်းအတိုင်းအတာကန့်သတ်မရှိအောင်ကြီးမြတ်လှပါပြီလို့ဘုရားကုံတရားကုံသံဃာကုံကိုအာရုံပြုတာအဲ့ဒီဘုရားကုံတရားကုံသံဃာကုံအာရုံပြုတာလည်းပဲအန္တရာယ်ကင်းခြင်းရဲ့အကြောင်းတစ်ခုပဲအန္တရာယ်ကင်းစေနိုင်တယ်ပေါ့အေးဘုရားတရားသံဃာယရဏ3ပါးနဲ့ကျန်တဲ့တတ္တဝါတွေဟာဘလောက်ကွာခြားတယ်ဆိုတာနှိုင်းယှဉ်ပြီးတော့ပြတယ်ပမာဏဝန္တာနိသရိတပါနိတွားသွားတတ်တဲ့တတ္တဝါတွေဟာအတိုင်းအတာကန့်သတ်ရှိတဲ့ပုဂ္ဂိုလ်တွေပါတဲ့ဘုရားတရားသံဃာတွေလိုအတိုင်းအတာကန့်သတ်မဲ့တာမဟုတ်ဘူးအတိုင်းအတာကန့်သတ်တွေရှိကြတယ်ဆိုလိုတာကလူတယောက်ဟာအစဉ်တန်းမြင့်တယ်အစဉ်တန်းနှိမ့်တယ်ဆိုတာဘယ်သူကကန့်သတ်နေတာတော့လို့ဆိုတော့သူ့တဏ္ဍာမှာဖြစ်တဲ့ကုသိုလ်စိတ်အကုသိုလ်စိတ်တွေကကန့်သတ်ပေးနေဥပမာမယ်လောဘကြီးတဲ့ပုဂ္ဂိုလ်ဒေါသကြီးတဲ့ပုဂ္ဂိုလ်မောဟကြီးတဲ့ပုဂ္ဂိုလ်အဲဒီလောဘဒေါသမောဟကသူ့ရဲ့အစဉ်တန်းကိုနှိမ့်ချပြီးတော့ကန့်သတ်ပေးတာပဲ
လောဘဒေါသမောဟမရှိဘူးဆိုလို့ရှိရင်သူ့ရဲ့အဆင့်ဟာမြင့်လာတယ်ဒါကြောင့်မို့လို့တတ္တဝါတွေကြတော့ပမာဏဝန္တာနိတရိတပါနိတတ္တဝါတွေဟာအတိုင်းအတာကတ္တရှိနေကြတဲ့တတ္တဝါတွေဒါဖြစ်တယ်အဲ့ဒီတတ္တဝါတွေကဘာတွေလဲလို့ဆိုရင်အစိတ်ရှိတဲ့တတ္တဝါတွေကိုထုတ်ပြအဟိတဲ့မွေတဲ့ဝိသိကကင်းကြီးကောက်လူတွေနဲ့နေတဲ့ဟာတွေကိုပြောတတ္တပတိကင်းချေပြန်ဩနနာဘိပင်ခုဆိုတဲ့အကောင်တွေကလည်းတခါတည်းတိတ်ပြီးတော့အစိတ်ပြင်းတဲ့ပင်ခုတွေရှိတယ်ဒီခါတော့ကနိုင်ငံခြားဇာကားတစ်ခုရိုက်ထားတဲ့ထဲမှာပင်ခုတစ်ကောင်ပါလာတာအဲ့တောတွေကပင်ခုတစ်ကောင်ပါလာလိုက်တာလိမ်ညာနဲ့ပါလာပြီးတော့မြို့ရောက်တော့ဂိုးတော်တစ်ခုတည်းရောက်အိမ်တအိမ်ရောက်အဲ့ဒီကနေပြီးအဲ့ဒီပင်ခုကိုက်လိုက်တဲ့လူတွေသေတာနဲတာမဟုတ်အကောင်လည်းရှာမရဘူးပင်ကူကြောင့်မို့လို့အစိတ်တက်ပြီးတော့သေးသေးသွားတာလူတွေဘာလို့သိမှမသိဘူးတော်နဲ့ရှာလို့မရအဲ့ဒီပင်ကူကတခါအကောင်တွေပွားလိုက်တာအများကြီးဖြစ်လာအတော့ကိုအန္တရာယ်တွေများလို့နောက်ဆုံးကြတော့အဲ့ဒီကိုယ်တော်တစ်ခုလုံးကိုမီးရှို့ပစ်လိုက်မှဒီပင်ကူဇာလန်းကရပ်သွားတော့တောထဲကပင်ကူအနီကြီးတွေကအမတန်မှအစိတ်ပြင်းထန်တယ်ညအခါကျတော့ရောနဲ့လာပြီးတော့လူဘောကနေဖြတ်သွားပြီးကြိုက်သွားလို့ရှင်အဲ့ဒီလူဟာသေတော့တာအဲ့ဒါကြောင့်မို့လို့ပင်ကူကောင်ဟာအစိတ်ရှိတဲ့တတ္တဝါမို့ဒီထဲမှာမေတ္တာပုတ်ထားနောက်တရဘူတက်တူဆိုတဲ့အကောင်ကလည်းအစိတ်ရှိတဲ့တက်တူမျိုးကိုဆိုလို့မူတိကာကြွက်ကလည်းပဲအစိတ်အလွန်ပြင်းတယ်လို့ပြောတယ်မြန်မာပြည်မှာရှိတဲ့ကြွက်တွေတော့ကြွက်ကြိုက်လို့သေးတယ်ဆိုတော့မကြားဘူးတိရိလင်္ကာနိုင်ငံမှာအစိတ်ရှိတဲ့ကြွက်ရှိတယ်နှုတ်သီးကချွန်လေးရဲ့သူကနှုတ်သီးကချွန်လေးအဲ့ဒီကြွက်ကြိုက်ထားလို့ရှိရင်3နှစ်လောက်တော့အစိတ်ကမတက်သေးဘူး3နှစ်ကျော်လာလို့ရှိရင်အစိတ်တက်အလွန်ကြောက်စရာကောင်းတဲ့အစိတ်သူကလူတွေကတော့မသိဘူးပေါ့ကြွက်ကကြိုက်တုန်းကလွန်ခဲ့တဲ့3နှစ်လောက်ကကြိုက်ထားတာသေတဲ့အခါကျတော့ကြွက်ကြိုက်ပြီးနောက်3နှစ်လောက်မှသေတာဆိုကြွက်ကြိုက်လို့သေတယ်လို့မထင်ကြအဲ့ဒီလိုအစိတ်ရှိတဲ့ကြွက်မျိုးတွေကလည်းလူလောကမှာရှိတယ်တဲ့ဒါကြောင့်မို့လို့ကြွက်ကလည်းအန္တရာယ်ရှိတာပဲပေါ့ဒါကြောင့်မို့ဒီထဲမှာထည့်ထားတာမုတိကာကတာမေရက်ခာကတာမေပရိဒံကတာမေရက်ခာဆိုတာအဲ့ဒီတိရစ္ဆာန်တွေဝင်ရောက်ပြီးတော့မိမိကိုမနှောက်ယှက်အောင်အကာအကွယ်လုပ်ထားပါတယ်အဆောင်ရှောက်လုပ်ထားပါတယ်ကတံမေပရိဒံပဋိကမန္တုဘူတာနိဆိုအန္တရာယ်ပေးမဲ့တတ္တဝါတွေဟာဝေးရှောင်ပါလို့ဆန္ဒပြုတာကိုယ်ကိုအန္တရာယ်ပေးမယ်ဆိုရင်ကိုယ်အနာမရောက်လာပါစေနဲ့ဝေးရှောင်ခြင်းနိုင်ကြပါစေလို့ဒီလိုဆန္ဒပြုတာလူရဲ့စိတ်ဆန္ဒကလည်းအလွန်စွမ်းအားရှိတယ်ဒါကြောင့်မို့လို့အဲ့ဒါလိုလဲဆန္ဒပြုရမယ်ပဋိကမန္တုဘူတာနိဆိုပြီးနောက်ဆုံးဏီကုန်းချုပ်တဲ့အခါကျတော့ဘုရားရှိခိုးလေးနဲ့ဏီကုန်းချုပ်တယ်သောဟံနမောဘဂဝတောဘုရားစုစုကိုရှိခိုးပါတယ်ဘုရားကိုရှိခိုးခြင်းနဲ့ဒီသုဒ္ဓံကိုဆုံးသတ်ပြီးတော့နမောတတ္တနံသမ္မာသမ္ဗုဒ္ဓနံဘုရားခုနှစ်စုတို့အားလည်းပဲရှိခိုးပါတယ်ဘုရားခုနှစ်စုဆိုတာဘယ်ဘုရားတွေကိုပြောတာတော့လို့ဆိုတော့ဝိပတ္တိမြတ်စွာဘုရားရဲ့သိခိမြတ်စွာဘုရားရဲ့ဝိတ္တကူမြတ်စွာဘုရားအဲ့ဒီဘုရား၃စုရဲ့ဗရကဘာမှာပွင့်တဲ့ဘုရားက၄စုကကုတန္တမြတ်စွာဘုရားကောဏကမနမြတ်စွာဘုရားကတ္တဝမြတ်စွာဘုရားဂေါရမမြတ်စွာဘုရားလို့ဒီကဘာမှာပွင့်တာ၄စုရဲ့ဒီအရင်ကပွင့်ခဲ့တဲ့ဘုရား၃စုရဲ့ပေါင်းလိုက်တော့9စုအဲ့ဒီဘုရား9စုကိုရှိခိုးတယ်
စာတဲ့ပါရင်အမြဲတမ်းဟောဒီဖရာခုနှစ်စုပဲရှိခိုးတယ်နှစ်ကျိရှိစုဆိုတာကြတော့ဂေါတမဘုရားဗျာဒိတ်ခံခဲ့တာက24စုအဲ့ဒီဗျာဒိတ်ခံခဲ့တဲ့ဘုရား24စုထဲမှာဂေါတမဘုရားကိုထည့်လိုက်တဲ့အခါ25စုအဲ့ဒီ25စုထဲမှာဒီပင်ကရာမြတ်စွာဘုရားနဲ့တကဘာတဲ့ပွင့်တယ်ဒီပင်ကရာမြတ်စွာဘုရားတဲ့အရင်ပွင့်သွားတဲ့ဘုရားသုံးစုကိုထည့်ပေါင်းလိုက်တယ်ဘုရားသုံးစုကိုထည့်ပေါင်းတယ်တရဏင်္ဂရာတို့တဏင်္ဂရာတို့မေထင်္ဂရာဆိုတဲ့ဘုရားသုံးစုကိုထည့်ပေါင်းလိုက်တဲ့အခါကျတော့နှစ်ကျိရှစ်စုဆိုပြီးတော့ဒီကနေ့ခေတ်ကိုယ်ွယ်မှုကိုပြုနေကြတယ်အဓိကကတော့ဂေါတမမြတ်စွာဘုရားဗျာဒိတ်ခံခဲ့တဲ့ဘုရားတွေကိုနှစ်ကျိ၄စုပေါ့အဲ့ဒီနှစ်ကျိ၄စုထဲမှာဂေါတမဘုရားထဲတော့နှစ်ကျိ၅စုဒီပင်ကရာမြတ်စွာဘုရားနဲ့တကဘာတဲ့ပွင့်တဲ့ဘုရားသုံးစုထပ်ပေါင်းတော့နှစ်ကျိ၈စုအဲ့ဒါကိုကိုယ်ွယ်မှုပြုသို့တော့ဒီတုတ်တံမှာနှစ်ကျိ၈စုသောဘုရားများကိုရှိခိုးမှုမပြုဘဲနဲ့ဘုရားခုနှစ်စုကိုသာဘာဖြစ်လို့ရှိခိုးသလဲအလုံးသိကြလိမ့်မယ်အတ္တနာရိယပရိတ်ထဲမှာလည်းပဲဒီဘုရားခုနှစ်စုကိုပဲရှိခိုးတာပဲမဟုတ်လားဝိပဿိတသနမတ္ထုစက္ခုမန္တတသိရိမတောဆိုပြီးအဲ့ဒီဟာစပြီးဝိပဿိမြတ်စွာဘုရားသိခိမြတ်စွာဘုရားဝိသဘူမြတ်စွာဘုရားကကုတန္တကောနာကမနကတ္တဗဂေါရမဆိုဒီဘုရားခုနှစ်စုကိုပဲရှိခိုးတယ်ဘာဖြစ်လို့တော့လို့အကြောင်းရှာလို့ရှိရင်ဒီဘုရားခုနှစ်စုရဲ့သာသနာဟာဟောဒီစัจ java လာကဘာကြီးထဲမှာရှိနေသေးတယ်တဲ့တခြားဘုရားတွေရဲ့သာသနာမရှိတော့ဘူးဘယ်လိုရှိတာတော့လို့ဆိုလို့ရှိရင်ဝိပဿနာမြတ်စွာဘုရားရဲ့တပည့်ဖြစ်တဲ့ဗြဟ္မာတွေဟာဗြဟ္မပြည်မှာရှိနေသေးတယ်ဗြဟ္မပြည်မှာရှိနေသေးသည့်အတွက်ကြောင့်ဝိပဿနာမြတ်စွာဘုရားရဲ့တပည့်တွေရှိနေသေးသည့်အတွက်ကြောင့်သူ့သာသနာရှိနေသေးတယ်လို့သူတို့ပြောတာအဲ့ဒါကြောင့်မို့လို့32ပုံထဲမှာဗြဟ္မပြည်မှာထိုဘုရားတွေရဲ့သာသနာရှိနေသေးသည့်အတွက်ကြောင့်ဒီဘုရားခုနှစ်စုကိုပဲရှိခိုးတယ်ကျန်တဲ့ဘုရားတွေရဲ့တပည့်ပရိသတ်အဆက်ဆိုတာမရှိတော့ဘူးတဲ့တပည့်အကျွင်းကြံရှိသေးတဲ့ဘုရားခုနှစ်စုကိုသာအာယုပြုပြီးတော့ရှိခိုးတာပါလို့ဒီခန္ဓာတုတ်ပရိတရားတော်ဟာမွေစိုးတွေရဲ့အန္တရာယ်မြတာမကအားလုံးကြုံတွေ့နိုင်တဲ့အန္တရာယ်တွေမှန်သမျှအကုန်လုံးပျောက်ကင်းစေနိုင်တယ်ဒါကြောင့်မို့လို့ဒီပရိတရားတော်မှာလာတဲ့အတိုင်းပရိတရားတော်ကိုရွတ်ဖတ်တရေဆဲခြင်းတို့ရွတ်ဖတ်တရေဆဲတဲ့အခါမှာအတိတ်တွေကိုနားလည်အောင်ရွတ်ဖတ်တရေဆဲပြီးမေတ္တာဘာဝနာကိုကြိုးစားပွားများအားထုတ်မယ်လို့ဆိုလို့ရှိရင်ငွေစိုးအန္တရာယ်သာမကအန္တရာယ်ခတ်သိမ်းကင်းငြိမ်းနိုင်တယ်ဆိုတာယုံကြည်ကြည်နဲ့လုပ်ဖို့အရေးကြီးပါတယ်အဲ့ဒီမှာပြင်ပအန္တရာယ်တွေကာကွယ်တာတဲ့အတွင်းအန္တရာယ်တစ်ခုကိုလည်းပဲတတိထားကြရမှာဖြစ်တယ်ပြင်ပအန္တရာယ်ကင်းပြီးတဲ့အခါမှာအတွင်းအန္တရာယ်ဆိုတာဘာလဲလို့ဆိုရင်မိမိတို့တဏ္ဍာမှာဖြစ်တတ်တဲ့လောဘတွေဒေါသတွေမောဟတွေစိတ်ထဲမှာဖြစ်တဲ့လောဘဒေါသမောဟမာမာနအိဒ္ဓမစ္စရိယဆိုတဲ့ဒီအကုသိုလ်အန္တရာယ်တွေကလည်းပဲအမြဲတမ်းကြောက်စရာကောင်းတယ်ပြင်ပကလာတဲ့အစိတ်ရှိတဲ့တတ္တဝါကြိုက်လို့သေရရင်တဘဝပဲသေရမယ်လောဘဆိုတဲ့အစိတ်ဒေါသဆိုတဲ့အစိတ်မောဟဆိုတဲ့အစိတ်မာမာနအိဒ္ဓမစ္စရိယစတဲ့အကုသိုလ်အစိတ်တွေတက်ပြီဆိုလို့ရှိရင်တဘဝတည်းမကဘူးတသန္တရာလုံးဒုက္ခရောက်နိုင်တယ်ဒေါသအစိတ်တက်လို့ဒီဘဝကအဆုံးသတ်သွားတဲ့ပုဂ္ဂိုလ်တွေဟာဘယ်မှာသွားပြီးတော့ဒုက္ခခံရတယ်လဲဆိုရင်ငရဲမှာသွားပြီးဒုက္ခခံကြရတယ်လောဘအစိတ်မိလို့ဒီဘဝကသေဆုံးသွားတဲ့ပုဂ္ဂိုလ်တွေဟာရေကုန်ရဘယ်မှာသွားပြီးဒုက္ခခံရတော့ဆိုရင်ပြိတ္တာဘဝမှာသွားပြီးဒုက္ခခံကြရတယ်မောဟအစိတ်တက်ပြီးတော့သေတဲ့ပုဂ္ဂိုလ်တွေဒီဘဝကနေသေသွားလို့ဘယ်မှာသွားပြီးဒုက္ခခံရလဲဆိုရင်တိရစ္ဆာန်ဘဝရောက်ပြီးဒုက္ခခံကြရတယ်တဲ့ဒါကြောင့်မို့
လောဘနဲ့သိပြိတ္တာဖြစ်တယ်ဒေါသနဲ့သိငရဲကြတယ်မောဟနဲ့သိတိရစ္ဆာန်ဖြစ်တယ်။အဲ့ဒီလောဘဒေါသမောဟဆိုတဲ့အစိတ်ကမှပို့ပြီးတော့ဆိုးရတယ်ကြောက်เสียပိုကောင်းတယ်လို့ဒီလိုနှလုံးသွင်းမှုလိုအပ်တယ်ပေါ့။အပြင်အနေရည်ကင်းဖို့ကြတော့မြတ်စွာဘုရားကမေတ္တာဘာဝနာပွားဖို့နိလညွှန်ပြတယ်။အတွင်းအနေရည်ကင်းဖို့အတွက်ကြတော့ဘာလုပ်ရမလဲ။မိမိတဏ္ဍာရှိတဲ့လောဘတွေကင်းသွားအောင်ဒေါသတွေကင်းသွားအောင်မောဟတွေကင်းသွားအောင်ဘာလုပ်ရမလဲလို့ဆိုရင်မဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ကြံကြိုးကိုအားထုတ်ကြရမှာဖြစ်တယ်။အဲ့ဒီမဂ္ဂင်၈ပါးအကျင့်တရားကျင့်ကြံကြိုးကိုအားထုတ်ခြင်းဖြင့်မိမိတို့တဏ္ဍာမှာရှိတဲ့အတွင်းကအန္တရာယ်တွေကင်းအောင်ဆောင်ရွက်နိုင်ပါတယ်။ကောင်းပြီအဲ့ဒီမဂ္ဂင်၈ပါးအကျင့်တရားကိုဘယ်ပုံပဲနည်းအားထုတ်မလဲလို့ဆိုရင်ကမ္မထံအားထုတ်တော့မယ်ဆိုတဲ့အခါမှာပထမဆုံးဘာလုပ်ဖို့လိုအပ်တယ်လဲလို့ဆိုရင်မဂ္ဂင်၈ပါးထဲမှာပါတဲ့အတိုင်းတော့နေ့စဉ်နဲ့ဘဝမှာသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝမှန်တာကိုသာပြောမယ်မှန်တာကိုသာလုပ်မယ်အသက်မွေးမှုမှန်ကန်မှုနဲ့နေ့စဉ်အသက်မွေးဝမ်းကြောင်းပြုမယ်ဒါကိုချင်းသီလပြည့်စုံတယ်လို့ပြောတာမှန်ကန်စွာပြောတယ်ဆိုတာလိမ်မပြောဘူးမှန်တာကိုပဲပြောတယ်သမ္မာဝါစာဆိုတာလိမ်မပြောဘူးမှန်တာကိုပဲပြောတယ်ခုံးမတိုက်ဘူးညီညွတ်အောင်သာလုပ်ပေးတယ်မဆဲဘူးကျင်နာတဲ့စကားကိုသာပြောတယ်ချိုတာတဲ့စကားကိုသာပြောတယ်အကျိုးမဲ့တဲ့စကားကိုမပြောဘူးအကျိုးရှိတဲ့စကားကိုပြောတယ်ဆိုရင်ဟောတာသမ္မာဝါစာဖြစ်တယ်ကိုကျင့်တရားဘက်ကလုံလောက်သမ္မာကမ္မန္တဆိုတာသူများအသက်ကိုမတတ်ဘူးသူများဥစ္စာကိုမခိုးဘူးသူတော်ဘာသားများကိုမစော်ကားဘူးရှောင်ကျင်နေဆိုရင်သမ္မာကမ္မန္တပဲအဲ့ဒီဝစီဒုစရိုက်၄မျိုးကာယဒုစရိုက်၃မျိုးနဲ့အသက်မွေးမှုမပြုဘူးဆိုလို့ရှိရင်သမ္မာအာဇီဝလို့ကိုကျင့်တရားကောင်းအောင်ရှင်းဥစွာကျင့်ကြံကြုတ်ကိုအားထုတ်အောင်ဒါတွေအရင်ပြည့်စုံပြီဆိုတဲ့အခါကျတော့ဘာလုပ်ရမလဲတရားထုတ်တယ်ဆိုတာတရားရှာကိုမှတွေ့လို့ဆိုတဲ့အတိုင်းမိမိရဲ့တဏ္ဍာမှာပဲအာယုံစိုက်ဖို့လိုအပ်တယ်လွယ်တာတစ်ခုကိုပြောမယ်ဆိုလို့ရှိရင်လူတွေဟာနေ့စဉ်နဲ့အများ24နာရီအသက်ရှူနေကြအဲ့ဒီအသက်ရှူနေတဲ့နေ့စဉ်နဲ့များအသက်ရှူသွင်းရှူထုတ်နေကြတဲ့ဒီလေလေးကိုပဲအာယုံစိုက်ပြီးတော့နာသီးပြဝါမှာစိတ်ကလေးကိုထားပြီးတော့ရှူသွင်းလိုက်တဲ့အချိန်မှလည်းပဲထိမှန်းသိရင်သိတယ်ဆိုတာလေးမှတ်ဖို့ရှိုက်ထုတ်လိုက်တဲ့အခါမှာလည်းပဲဒီနာသီးပြမှာလေလေးကထိသွားတယ်ထိသွားတာကိုလည်းထိမှန်းသိဖို့အဲ့ဒီနေရာလေးကိုအာယုံစိုက်ပြီးတော့သိနေအောင်ကြိုးစားတာဒါကမ္မထာအထုတ်တာပဲစိတ်ကလေးကိုတည်ငြိမ်အောင်ပထမကြိုးစားတယ်အဲ့ဒီလိုကြိုးစားခြင်းဖြင့်အဲ့ဒီလိုကြိုးစားနေတဲ့အခါမှာဘာတွေသိလာဘာတွေဖြစ်တုံးလို့ဆိုတော့သူထိမှန်းသိအောင်ကြိုးစားနေခြင်းဟာသမ္မာဝါယာမလို့ခေါ်တယ်အဲ့ဒီထိတဲ့လေလေးကိုစင်ဆက်မပြအာယုံစိုက်ပြီးတော့ထားတာကသမ္မာတတိအဲ့ဒီအာယုံလေးပေါ်မှာစိတ်ကလေးငြိမ့်နေတာကသမ္မာသမာဓိတဲ့အဲ့ဒီလိုငြိမ့်နေတာကိုစင်ဆက်မပြဖြစ်နေအောင်ဒီအာယုံလေးပေါ်မှာသာတွေးကြံနေတာကသမ္မာသင်္ကပ္ပအာယုံရဲ့သဘာဝလေးကိုအမှန်သိသွားတာကသမ္မာဒိဋ္ဌိလို့ဆိုတော့ဟောဒီမဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ခြင်းဖြင့်မိမိတို့တဏ္ဍာမှာဖြစ်တဲ့လောဘကိုလည်းပဲဖယ်ရှားနိုင်တယ်ဒေါသကိုလည်းဖယ်ရှားနိုင်တယ်မောဟကိုဖယ်ရှားနိုင်တယ်စဉ်းစားကြည့်လေအသက်ရှူရှိုက်မှုလေးကိုအာယုံပြုပြီးတော့လေ့ကျင့်နေတဲ့အချိန်လေးမှာပဲကြည့်လောဘဆိုတာလည်းဖြစ်မလာဘူးဒေါသဆိုတာလည်းဖြစ်မလာဘူးအသက်ရှူရှိုက်မှုမှန်မှန်ကန်ကန်သိနေသည့်အတွက်ကြောင့်မောဟဆိုတာလည်းဖြစ်မလာဘူးတဲ့ဟောလောဘလည်းမဖြစ်ဘူးဒေါသလည်းမဖြစ်ဘူးမောဟလည်းမဖြစ်ဘူးဆိုလို့ရှိရင်
လောဘဒေါသမောဟဆိုတဲ့အတွင်းအန္တရာယ်တွေဟာကင်းသွားတာပေါ့နောက်ဆုံးမှာမိမိရဲ့စွမ်းဆောင်မှုတွေသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိဆိုတဲ့ဒီတဘာဝတရားတွေရဲ့စွမ်းဆောင်မှုဟာအလွန်ကြီးမားလာပြီဆိုလို့ရှိရင်ဝိပဿနာဉာဏ်အစစ်စစ်တက်လို့နောက်ဆုံးမဲ့စိတ်တွေပေါ်မယ်ခိုစိတ်တွေပေါ်လာမယ်ဆိုရင်နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တဲ့အဆင့်ထိအောင်ရောက်သွားရင်တဏှာဝဆင်းရဲတဲ့မှာကြုံတွေ့ရမယ့်အန္တရာယ်တွေဟာအလုံးကင်းငြိမ်းသွားနိုင်ပါတယ်။ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ပြင်ပကအန္တရာယ်ကင်းမှုရာအတွက်မေတ္တာဘာဝနာပွားခြင်းဘုရားကုံတရားကုံတို့ကိုအာရုံပြုခြင်းခန္ဓာသုတ်လာကျင့်စဉ်ကိုကျင့်ခြင်းဖြင့်အန္တရာယ်ကိုကာကွယ်နိုင်တဲ့အတွင်းအန္တရာယ်ကင်းမှုရာအတွက်ကြတော့မဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ခြင်းဖြင့်အတွင်းအန္တရာယ်တွေကိုကာကွယ်နိုင်တယ်။ဒါကြောင့်အန္တရာယ်ကိုကာကွယ်ခြင်းဆိုတဲ့နေရာမှာအပြင်အန္တရာယ်ကာကွယ်ဖို့နည်းလည်းသိဖို့လိုတယ်။အတွင်းအန္တရာယ်ကာကွယ်ဖို့ဆိုတဲ့နည်းကိုလည်းသိဖို့လိုတယ်။အဲ့ဒီလိုသိရှိပြီးတော့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဒေသနာတော်အတိုင်းပြင်ပကအန္တရာယ်တွေကင်းအောင်လည်းပဲဆောင်ရွက်ဖို့လိုအပ်တယ်။ပြင်ပအန္တရာယ်ကင်းရုံနဲ့မပြီးသေးဘူး။အတွင်းမှာရှိတဲ့လောဘဒေါသမောဟဆိုတဲ့အန္တရာယ်တွေလည်းကင်းအောင်တို့တွေကြိုးစားအားထုတ်ကြမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးတော့မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားဓမ္မအတိုင်းကျင့်ကြံကြိုးကိုအားထုတ်တော်မူနိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးပါးဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးပါးဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရာဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရာဆန္ဒပြည့်ပါစေဓမ္မောတရံပိဝိတဝနာဝိသာသဗ္ဗေသမှုဟတံအာဇရာမရာတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောင်းကင်းပြောက်ခြင်းတရားစည်းကိုပိဝိတဝဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသာသဗ္ဗေပူဇာမျက်နှာကိလေသာစိတ်တောက်ဟုသမျှတို့သည်သမုဒ္ဒပိဉ္စပဲတွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်တွင်ပြောင်းပေမရအောင်ပယ်ဖြောက်အပ်ကုန်သည်ဟောတုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအာသရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသိခြင်းလဲရှင်းထသောဒီတိဘောကိလေသာဟုပုခသိင်ကင်းကြီးရာအစစ်ဖြစ်ပြီးထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြုတော်တို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာဉ်သူတော်စင်များတို့သည်ယန္တုပါရမီအစစ်စစ်မြင့်လည်းမြင့်မလဲ့မုံသည်ဆက်ရောက်တော်မူကြပါစေကုန်သတည်း